ဒီဇလန်လေးကတော့မွေးကလေးကတရားသူတွေနဲ့မတူပဲထူးထူးခြားခြားဖြစ်တည်လာခဲ့တဲ့လူကောင်းကြီးကြီးစိတ်ထားကောင်းအောင်ကောင်းလေးတယောက်ရဲ့အကြောင်းပဲဖြစ်ပါတယ်။ဇလန်စာမှာတော့စေးအောင်ကန်တစ်ခုထဲမှာသူနာပြူမလေးကမိဘတွေကိုသူတို့ရဲ့ရင်သွေးလေးနဲ့မိတ်ဆက်ပေးဖို့ဝမ်းသာအားရပြောနေရတဲ့စတင်ထားခဲ့ပါတယ်။ဒါပေမဲ့ကလေးကိုလည်းမြင်ရောဖခင်ဖြစ်သူကလမ်းပြန်ပြီးတော့ဟဲကောင်ချမ်းမို့လင်းမင်းကောင်အမှန်တိုင်းပြောစမ်းဒီကလေးကဘသူကလေးလဲကြည်ရတာဘာလို့ဘလူးတည်းနဲ့တူနေရလဲဆိုပြီးတော့အော်ပါလေရောမိခင်ဖြစ်သူခမရလေပြပြသလေးလေးနဲ့ရှင်းကလည်းစိတ်လျှော့ပြီးတော့အေးစေးစကားပြောစမ်းပါကျမလည်းဘာဖြစ်လို့ဖြစ်မှန်းတကယ်မသိဘူးဆိုပြီးတော့ဝိုင်းချော့ခဲ့ရပါတယ်ဟုတ်ပါတယ်အဲ့လိုမိဘနှစ်ပါးရန်ဖြစ်စရာအကြောင်းရင်းခံဖြစ်ခဲ့ရတဲ့ကလေးကတော့ကျွန်တော်တို့ရဲ့အဓိကစကောင်ကောင်းလေးပါပဲတကယ်တော့သူ့ရဲ့မိဘနှစ်ပါးစလုံးဟာတက္ကသိုလ်တော့ကနာမည်ကြီးခဲ့တဲ့သူတွေဗျအမေကကျောင်းတွင်ကွင်းဖြစ်ခဲ့ပြီးတော့အဖေကလည်းနှကန်းဒီမာလေးတွေကျွေခဲ့ရတဲ့အချောလာဆုံးကင်းဖြစ်ခဲ့တာပေါ့လောကကြီးရဲ့နေရာမှာဆိုရင်တော့သူတို့မွေးလာတဲ့သားအရက်ရှိရှိတန်တန်ပြပြနဲ့ဆွဲဆောင်မှုရှိတဲ့လူကြောလေးဖြစ်လာရမှာပါဒါပေမဲ့ဇက်ကောင်ကောင်းလေးကတော့အရက်က2မီတာကျော်ဖြစ်လာခဲ့ပြီးမျက်နှာကလည်းလူဆိုးရောပေါက်နေခဲ့တာကြောင့်ရာဇဝဲရုပ်ရှင်တွေကဗီလင်အကြီးစားအတိုင်းဖြစ်နေခဲ့ရပါတယ်ဒီလိုအကြောင်းရင်းကတော့ရိုးလေးပါပဲသူကငငယ်ကလေးကကြွက်သားစနစ်ကိုရရှိထားလို့ပါစနစ်ကပေးတဲ့ mission တွေကိုပြီးအောင်လုပ်တိုင်းသူကဆုလက်တွေကိုရလေရှိပါတယ်အစာပိုင်းမှာတော့စုတွေရလို့ပြောနေခဲ့ပေမဲ့ကြာလာတော့စိတ်တဲ့ကြာလာခဲ့ရတယ်ဘာလို့လဲဆိုတော့ရသမျှဆိုတိုင်းဟာသူ့ရဲ့ကြွက်သားတူတဲ့ဝဲတိုးတိုးပေးနေလို့ပါအမြင်အပြင်တာမန်လွေထက်နည်းနည်းပဲကြီးသလိုထင်ရပေမဲ့သူ့ရဲ့ကြွက်သားတိတ်သေးစားကတော့တကယ်ကိုကြောက်စရာကောင်းတဲ့အဆင့်မှာရှိနေခဲ့ပါတယ်ရန်ဖြစ်ရင်တော့တခြားသူတွေကိုလက်သီးနဲ့ထိုးစရာမလိုပဲဘေးနားကနေရန်ကိုလက်သီးနဲ့တစ်ချက်ထိုးလိုက်ရုံနဲ့တစ်ဖက်လူသွေးပြသွားလောက်တဲ့အထိအစွမ်းထက်ခဲ့ပါတယ်ဒါပေမဲ့ဒီလိုခန္ဓာကိုယ်ကြီးကြောင့်ပဲစိုးကျုပ်ကလည်းချက်ချင်းတက်ရောက်ပါတယ်သူ့မှာတငယ်ချင်းတယောက်မှမရှိပါဘူးလူတွေကသူ့ကိုမြင်အဲ့လူကြီးကကြောက်စရာကြီးဆိုပြီးတော့တိုးတိုးနဲ့ရှောင်ဖယ်သွားခဲ့ကြတယ်ကောင်မလေးဆိုရင်တော့နှစိုးပြင်ကြီးကိုမြင်လိုက်ရတယ်လို့မျိုးအဝေးကနေလမ်းရှောင်ကြတာပေါ့အခုဆိုရင်သူကအသက်16နှစ်ပဲရှိသေးပြီးတော့တက္ကသိုလ်အသက်မှာကျောင်းအပ်ဖို့မြေရောက်ရတာစီးပြီးတော့တွားနေတဲ့အချိန်မှာရထားတဲ့တစ်ခုလုံးလူရင်းနဲ့ပြေးကျန်နေခဲ့ပေမဲ့သူ့ရဲ့ဘေးပတ်လဲမှာတော့ထူးထူးခြားခြားကွင်းမြင်ရှိနေခဲ့ပါတယ်သူ့ရဲ့2မီတာကျော်အရက်ကြီးအကြီးဆုံးရှယ်အင်းကြီးကိုတောင်ပေါက်ထက်မတက်တွန်းကန်နေတဲ့ကြောက်သားရည်တဲ့အမျိုးသမီးတယောက်ရဲ့ခါးထထောင်တုတ်တဲ့လက်မောင်းကြောက်သားတွေကြောင့်ဘယ်သူမှအနာကိုမကက်ရဲခဲ့ကြပါဘူးသူ့ရဲ့တာမန်အကြည့်တစ်ချက်ကတော့လူတွေကိုတွန်းလို့သွားစေနိုင်တာပေါ့ဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာတော့သူကအသက်16နှစ်အရွယ်ကောင်းလေးတယောက်လိုပဲအပြည့်ကင်းစင်ရှားပါတယ်ရထားပေါ်ကကောင်မလေးတယောက်ကသူ့ကိုလမ်းကြည့်မိတဲ့အခါသူမရဲ့အမေကချက်ချင်းဆိုသလိုပဲကလေးကိုအနောက်ဆွဲခေါ်ပြီးအမလေးသမီးရဲ့သူ့ကိုသွားကြည့်ရတယ်နော်အဲ့ဒီဦးကသမီးကိုတလုတ်ထဲဝါးစားလိုက်မှမကြောက်ဘူးလားလို့ကပ်ပြောနေတာကိုကြတော့သူခမရင်ထဲမှာအားငယ်ပြီးတော့ခက်ခါတီးပဲပြုံးမိလိုက်ပါတယ်ဒီလိုစကားတွေကိုနားဖို့အောင်ကြားခဲ့ရလဲထုံနေခဲ့ပါပြီအဲ့ဒီအချိန်မှာပဲသူ့ရဲ့ဖုန်းမှာမြည်လာခဲ့ပါတယ်ကြည့်လိုက်တော့လွန်ခဲ့တဲ့9နှစ်ကဂိမ်းကစားရင်တီးခဲ့တဲ့ဖုန်းထဲမှာ print လို့အမည်မှတ်ထားတဲ့ online တငယ်ချင်းစီက message ပါမင်းနဲ့မင်းတင်နေတက်ကလို့ဘယ်အချိန်ရောက်မှလဲငါခုမြေရောက်ရထားလိုက်နှစ်ပေါ်မှာရောက်ဖို့ငါဖို့တာပဲလိုတော့ရဲလို့ပို့ထားတာပါတကယ်တော့သူတို့နှစ်ယောက်ကဂိမ်းကစားရင်အမြဲရှုံးပေမဲ့အရှုံးမပေးပဲ9နှစ်လုံးလုံးတန်ရောစင်တွဲလာခဲ့တဲ့အချင်းကြီးဆုံးတငယ်ချင်းတွေဖြစ်ခဲ့ပေမဲ့တခါမှလူချင်းမတွေ့ဘူးသလိုဓာတ်ပုံလည်းမလဲဘူးခဲ့ကြပါဘူးတစ်ဖက်လူစကားပြောတာမင်းကလေးဆန်လုံးလို့သာနာမည်ကိုမင်းသမီးလေးလို့နာမည်ပေးထားခဲ့တာဖြစ်ပါတယ်တငယ်ချင်းဖြစ်သူကိုပြန်စာပို့ဖို့လုံးနေတော့မှပဲသူ့ရဲ့ခေါင်းထဲကိုစနစ်ရဲ့အတန်တစ်ခုကရုပ်တရက်ဝင်လာခဲ့ပါတယ်တတိပြုရန်ရထားတွဲအမှတ်3ထဲမှာမင်းကလေးတယောက်ကကားမနောက်ဆက်သူတွေရဲ့ပြက်မှန်ဖြစ်နေခဲ့ပါတယ်ချက်ချင်းသွားရောက်ပြီးတော့တားစီပါမရှင်အောင်မြင်ဆုလက်နေနဲ့ဒင်းကားပြ1000ရရှိပါမယ်တဲ့ဒါကိုကြားလိုက်ရတော့ဇက်ကောင်လေးခင်ဗျာဝမ်းသာလုံးလို့မျက်ရည်အောင်ကြားမတတ်ပါပဲနှစ်ပေါင်း10နှစ်အတွင်းမှာစနစ်ကသူ့ကိုကြွက်သားတွေထက်မပေးပဲပထမဆုံးအကြိမ်ဖြစ်နေငွေကြေးပေးလို့ပါသူကချက်ချင်းပဲရထားတွဲအမှတ်30ကိုအပြေလောက်သွားခဲ့ပါတယ်သူလျှောက်လာတဲ့လမ်းတစ်လျှောက်မှာလူတွေကရေလိုင်းနေလို့ပဲဘေးကိုအလိုလိုဖယ်ပေးခဲ့ကြပါတယ်တစ်ဖက်မှာတော့ရထားတွဲအမှတ်3နေရချမ်းမွန်လင်းဆိုတဲ့ကောင်မလေးကသူမရဲ့ဖုန်းကိုကြည့်ရင်ရင်းနေတုံပြီးတော့မျက်နှာလေးကနှီးမြန်းနေခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူမရဲ့ online တငယ်ချင်းကလည်းဒီနေ့ဒီရထားလိုင်းပေါ်မှာစီးနေတယ်ဆိုတာသိလိုက်ရလို့ပါ။ကျောင်းဝင်းထဲမှာမတော်တဆဆုံခဲ့ရင်ဘယ်လိုလုပ်မလဲဆိုပြီးတော့ရင်ကုန်စိတ်လို့ရှားနေခဲ့ကြတာပေါ့။သူမတက်တော့အဲ့ဒီမာဆယ်မန်ကအထက်တန်းကျောင်းတော့စိတ်ပီစီမှုတွေကြုံရတိုင်းအမြဲတမ်းအားပေးကိုညီခဲ့တဲ့ကျေးဇူးရှင်ဖြစ်ပြီးတော့သူသာမရှိရင်အခုလိုနာမည်ကြီးနင်းပေးတက်ကလို့တက်ခွင့်ရမှာမဟုတ်ခဲ့ပါဘူး။ပြီးတော့မကြခင်မှာအဲ့ဒီမာဆယ်မန်ကသူမရဲ့ဂျူနီယာမောင်ငယ်လေးဖြစ်လာတော့မှတွေးပြီးတော့ကြည်နူးလို့မဆုံးခင်မောင်ငယ်လေးကျောင်းကိုအမြန်လာခဲ့ရောင်းရင်စီနီယာအမာကြီးကမင်းကိုကောက်ွယ်ပေးမယ်လို့ message ရိုက်ပြီးပို့ကနီးမှာပဲသူမရဲ့အနောက်ကနေရွှန်ရှားပွဲကောင်းတဲ့အငွေသက်တကိုခံစားလိုက်ရပါတယ်ကြည့်လိုက်တော့တက်လက်ပိုင်းအရွယ်လူတစ်ယောက်ကကက်လျက်ရမ်းနေခဲ့ပြီးသူမရဲ့ခြေထောက်တွေကိုညဉ့်ညမ်းတဲ့အကြည့်နဲ့ကြည့်နေခဲ့တာပါအစာပိုင်းမှာချန်မိုလင်းကအောင်ကြီးသိခံခဲ့ပေမဲ့အဲ့ဒီလူကဖုန်းကင်မရာကိုသူမရဲ့ပေါလုံးနေစီခိုးရိုက်ဖို့တည်ရတာဦးတီလာခဲ့ပါတယ်ဒါအောက်လန်းနေနဲ့ခိုးရိုက်နေတာဖြစ်မှန်သူမရိမ့်မိပေမဲ့ဒီလိုအရှက်မရှိတဲ့လူမျိုးနဲ့တခါမှမကြုံဘူးတော့ဘာလို့ရမှမသိပဲဖြစ်နေခဲ့ရရှာတာပေါ့အဲ့ဒီလူကလည်းသူမတည်သွားတာကိုရိမ့်မိပေမဲ့မလန့်တဲ့အပြင်ရုံးမာတဲ့အပြုံးနဲ့ပို့ပြီးအောင်တိုးကပ်လာပါတယ်အဲ့လိုပို့ပြီးစီးကြော်ပေါ်လုံနေတဲ့အချိန်မှာပဲသူ့အနောက်ကနေမိုးကြိုးပြက်လိုက်သလိုထိချုံသွားတဲ့အတန်နဲ့တကူထွက်ပေါ်လာခဲ့ပါတယ်မင်းကလေးတွေကိုခိုးရိုက်အောင်မင်းဒီအသက်အရွယ်ဒီအသက်ရှင်လာတာတိရစ္ဆာန်ဖြစ်ဖို့လားဆိုပြီးတော့ဇက်ကောင်လေးကအေးဆက်ဆက်နဲ့ပြောချလိုက်တာပါအဲ့ဒီလူကလည်းလန့်သွားခဲ့ပြီးဖုန်းကိုလောချအိတ်ကတ်ထဲကိုအမြန်ထည့်လိုက်ပါတယ်သူကဝါရင်လူစိုးကြီးမို့လို့ပရိရဲ့များစွာနဲ့တတ်သိမရှိရင်မဟုတ်မှန်မစွတ်ဆွဲနဲ့လို့အနောက်တောင်လှည့်မကြည့်ပဲအော်ပါလေရော
ဖုန်းကိုစစ်မယ်ဆိုရင်တော့အဲ့ကတည်းကတခြားဖုန်းအတူတလုံးဝတ်ထားသေးတာမို့သူကမကြောက်ခဲ့ပါဘူးဒါပေမဲ့နောက်တစ်စက္ကန့်မှာတော့သူ့ရဲ့အကြံစီတွေအကုန်လုံးပျက်စီးသွားခဲ့ရပါတယ်ဇက်ကောင်ကောင်းလေးကသူ့ရဲ့ကြက်ကလေးတစ်ကောင်မားလိုက်တယ်လို့မျိုးနောက်ကျောကနေအသားလေးဆွဲမာပြီးတော့လေထဲကိုမြောက်လိုက်လို့ပါယထာဘူတာမှာဆက်ဆက်ချင်းတကားပွင့်သွားတဲ့ကောင်လေးကအဲ့လူရုံးမှာယထာတဲတဲ့ကနေပလက်ဖောင်းပေါ်အချိန်ပြည့်ပြည့်နဲ့လွန့်ပြစ်လိုက်ပါတယ်အဲ့လူကလည်းမြေပြင်ပေါ်လိမ့်ကြပြီးနာကျင်လွန်းလို့ညင်းညူရင်းအော်ဆဲကိုအထအလုံးမှာကောင်လေးရဲ့မျက်နှာကြီးကိုအနီးကမြင်လိုက်ရတာနဲ့အသက်ရှူဖို့မိသွားခဲ့ရရှာပါတယ်အရက်2မီတာကျော်ကြီးနဲ့လူသက်သမားရုပ်ပေါက်နေတဲ့ဘလူးတည်းရဲ့လူမျိုးမြင်လိုက်ရတော့သူကအသက်ခံရတော့မယ်လို့ထင်ပြီးတော့တွန်တွန်ရင်နဲ့ဒူတော့တောင်းပန်ခြင်းကနေတွေးပြက်ပြီးတော့နေရာမှာနေမေ့လဲသွားခဲ့ရပါတယ်ပလက်ဖောင်းတစ်ခုလုံးတဲဆိတ်ဆုံးသွားခဲ့ပြီးလူတွေအားလုံးကောင်လေးကိုကြောက်လန့်တဲ့ကြားကြည့်နေကြတဲ့အချိန်မှာပဲအနောက်ကနေချင်းလေးတစ်ကောင်အတန်းလောက်ပဲရှိတဲ့တိုးညင်းလာတဲ့အတန်းလေးထွက်ပေါ်လာခဲ့ပါတယ်ဟိုကျေးဇူးတင်ပါတယ်ရှင်းမှာဒဏ်ရာရသွားသေးလားယင်တဲ့ကောင်လေးကလူစိုးကိုရှင်းလင်းပြီးထွက်သွားဖို့ပြင်းနေတော့မှပဲမြေရောက်ရထားလုံခြုံရေးဝန်ထမ်းတယောက်ကလမ်းမှာပိတ်ရလိုက်ပါတယ်လုံခြုံရေးတွေကကောင်လေးရဲ့ခန္ဓာကိုယ်မြင်လာတဲ့တင်ကြောင်းလန့်ပြီးတော့တောင်းတောင်ကြီးဖြစ်သွားခဲ့ကြတာပေါ့သူတို့စိတ်ထဲမှာဒီလူကောင်ကြီးကတစ်ဖက်လူကိုအနိုင်ကျင့်တယ်လို့ထင်ပေမဲ့လက်တော်မတင်ရဲကြပါဘူးကောင်လေးကရှင်းပြဖို့လုံးနေတော့မှပဲခုနကကောင်မလေးကကောင်လေးရဲ့အရှိမမမက်ရက်ပေးပြီးတော့ကျေးဇူးပြုပြီးတော့အထင်မလွဲကြပါနဲ့ဒီလေုံမှာရထားပေါ်မှာကျမကိုခိုးရိုက်နေတာပါဒီကောင်လေးကကျမကိုကူညီပေးခဲ့တာဖြစ်ပြီးအဲ့ဒီလူကြီးကိုအပြင်လွှင့်ပြလိုက်တာပါဆိုပြီးတော့ကာကွယ်ပြောဆိုပေးလိုက်ပါတယ်ဟုတ်ပါတယ်အဲ့လိုကာကွယ်ပေးလိုက်ရတဲ့ကောင်မလေးကတော့တခြားသူမဟုတ်ဘဲနဲ့ချက်မိုလင်တနည်းအားဖြင့်သူ့ရဲ့မင်းသမီးလေးပဲဖြစ်ပါတယ်မြေရထားလွန်ကြုံရေးတွေကိုရှင်းပြဖို့ချက်မိုလင်တယောက်တက်တည်ရဲ့အပြည့်နဲ့ရှေ့ကနေမမက်ကာကွယ်ပေးနေတဲ့အချိန်မှာပဲကျွန်တော်တို့ရဲ့လူကောင်ကြီးဇက်ဆောင်လေးကတော့ရှုပ်ရှက်တွေမဖြစ်ချင်တာကြောင့်သူမတတိမထားမိခင်မှာတင်တိတ်တဆိတ်ကြောခိုင်းပြီးတော့ထွက်ခွာလာခဲ့ပါတယ်ချက်မိုလင်တယောက်လွန်ကြုံရေးတွေကိုရှင်းပြပြီးလို့အနောက်လှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ဒူးစက်နဲ့အဲ့ဒီဝက်ဝွန်လိုလူကောင်ကြီးဟာလူအုပ်ထဲမှာအရေးရောင်တော့မကြံခဲ့တော့ဘဲနဲ့ပျောက်ကွယ်သွားခဲ့ပါပြီသူမခင်ဗျာတေချာကျေးဇူးတင်စကားပြောကြလို့တက်တည်စူးစီးခဲ့ရပေမဲ့အခွင့်အရေးမရလိုက်ရှာပါဘူး။သစောက်ကောင်လေးလူရန်တယောက်နင်းပေတက်ကလေးရဲ့ចောင်းဝင်ဝါရောက်ရှိလာတဲ့အခါမှာတော့မြင်ကွင်းကတကယ်ကိုစီကားလိုနေခဲ့ပါတယ်။စေနေရចောင်းသားចောင်းသူအမြောင်များကမောင်တက်လင်တွေကိုကျိုးစိုးနေခဲ့ကြပြီးအချောအလာလေးတွေကတော့ထုံးစံတိုင်းလူအများရဲ့စိတ်ဝင်စားမှုအခမ်းအရဆုံးပေါ့။ဒါပေမဲ့လူရန်တယောက်ចောင်းဂိတ်တကားဝါကိုခြေလန်းလှမ်းလိုက်တဲ့နောက်တစ်စက္ကန့်မှာပဲတကွင်းလုံးတိတ်ဆိတ်သွားခဲ့ပြီးလူတိုင်းရဲ့မျက်ဝန်းထဲမှာကြောက်ရွံ့မှုတွေအရေးထိုးသွားခဲ့ရပါတယ်။ဂိတ်ဝါကလွန်ကျွေးဝင်တဲ့2ယောက်ဆိုရင်လေတခုခုမားနေပြီဆိုတာရိပ်မိပြီးတော့လမ်းကြီးလိုက်ရကနေလူကောင်ကြီးကိုမြင်ရောဒူးတွေပါတုံသွားခဲ့ရရှာပါတယ်ငါတို့ဘာလုပ်ကြမလဲဘာလုပ်ရမှာလဲမင်းရဲ့လွန်ကျွေးကိရိယာတွေကိုအမြတ်သွားယူလေလူရင်ရဲ့ကြောင်းမဘက်ကောင်းတဲ့ဖီယားတွေအောက်မှာလွန်ကျွေးနေဟာတက်တီမွေးပြီးတော့အနားကိုတိုးလာကဒါကတက်ကရိုကြောင်းတော်ကြီးဗျမသက်ဆိုင်တဲ့ပြင်းမလူတွေဝင်ခွင့်မရှိဘူးလို့အတန်အကျင်းနဲ့တတိပေးရှာပါတယ်သူတို့ကမျက်နှာကြီးတင်းထားခဲ့ကြပေမဲ့ခြေတော်တွေကတော့တုံရီပြီးတော့လူရန်ကအပေါ်စီကနေငုံကြည့်ရင်တပ်ပြင်းချမိလိုက်တာပေါ့ဒီလိုအထင်လွဲတာတွေကသူ့ဘဝအတွက်တော့ရိုးရင်နေခဲ့ပါပြီကျွန်တော်ကဒီเจ้าကကြောင်းသားပါလို့သူကအေးစစ်စစ်ပြောခဲ့ပေမဲ့လွန်ကြုံရေးတွေကလုံးဝမယုံခဲ့ပါဘူးမင်းပုံစံဝရမ်းပြေးအန်နီယရှိရဲ့ရာဇွဲကောင်နဲ့တူလုံးနေတယ်မင်းတို့လူကိုကြောင်းနဲ့ပေးဝင်လိုက်ရင်ပြဿနာအကြီးကျယ်တက်လိုက်မယ်လို့ပုံမှန်လင်းလင်းညင်းလိုက်ပါတယ်လူရင်လည်းစကားအရှိပြောမနေတော့ဘဲနဲ့သူ့ရဲ့ကြောင်းဝင်ငွေဆွာရက်ကိုအိတ်ထီကနေထုတ်ပြလိုက်ပါတယ်အဲ့တော့မှလွန်ကြုံရေးတွေကလည်းမယုံကြည်နိုင်တဲ့မျက်လုံးတွေနဲ့တေချာကြည့်ပြီးတော့အရှိဟာအေးရမှကြော်သားအိမ်ကြီးဟာတကယ်တော့အသက်16နှစ်ပဲရှိသေးတဲ့ကျောင်းသားတက်လေဖြစ်နေမှန်းကိုအော်တလုံးစားနဲ့လက်ခံလိုက်ရပါတယ်သူတို့ကလည်းအထင်လွဲမိရအတွက်တောင်းပန်ပြီးတော့ကျောင်းထဲကိုပြေးဝင်ခဲ့ပါတယ်ဒါပေမဲ့ကျောင်းထဲကိုလက်ဝင်ပြီးတော့ခဏကြာမှပဲလူရန်တယောက်အရေးကြီးရဲ့ပြဿနာတစ်ခုနဲ့တိုးခဲ့ပြန်ပါတယ်အဲ့ဒါကတော့ကျောင်းသားတက်တွေကျောင်းဝရမယ်ရုံးကန်ဘနာလဲဆိုတာသူလုံးဝမသိတာပါအနောက်ကလုံခြုံရေးတွေကိုလှည့်မေးဖို့ပြန်လိုက်ပေမဲ့လုံခြုံရေးနှစ်ယောက်ကလူရန်လက်ကြည့်တောင်မြင်ချင်းပဲလမ်းဖြန့်ပြီးတော့ဂိမ်းဆောင်ခန်းနဲ့ပြေးဝင်ကတကားပိတ်ပြီးမျက်လုံးချမ်းတော်မဆုံရဲကြတော့ပါဘူးလူရန်တယောက်အားကိုရမဲစွာနဲ့တပ်ပြင်းချနေတော့မှပဲအနောက်ကနေလှပတဲ့မင်းကလေးတယောက်အမောတကောနဲ့ပြေးလိုက်လာတဲ့အတန်ကိုကြားလိုက်ရပါတယ်မင်းကဘာလို့ဒလော့တောင်လမ်းလျှောက်မြန်ရတာလဲငါတော်တော်နဲ့လိုက်မမီဘူးသူမကတခြားသူတော့မဟုတ်ခဲ့ပါဘူးယထာဘောကချမ်းမိုးလဲမှာပဲသူမကစကားလေးပြောလူရဲ့လက်ထက်ကကျောင်းဝင်ငယ်စောရက်ကိုလည်းလမ်းကြည့်မိရင်းကနေတစ်ချက်ဆုံးအောင်သွားပြီးမှပြုံးပြုံးလေးနဲ့တရားဝင်မိတ်ဆက်လိုက်ပါတယ်ငါကမိတ်ဆက်ပြစီငါနာမည်ကချမ်းမိုးလင်းပါနေမေတက်ကရိုရဲ့ဒုတိယနေ့ကျောင်းသူပေါ့ဒီနေ့မြေရောက်ရထားပေါ်မှာကုညီပေးခဲ့တဲ့အတွက်နောက်တစ်ချိန်ထပ်ပြီးတော့ကျေးဇူးတင်ပါတယ်ဒါနဲ့ဆိုတော့မင်းရဲ့ကျောင်းအနှံ့ကျင်လုပ်ငန်းစဉ်တွေအဆင်ပြေအောင်အမကြီးကပဲလမ်းညွှန်ပေးပြစီသူမရဲ့နာမည်ကိုကြားလိုက်ရတဲ့အချိန်မှာတော့လူရန်တယောက်တော်တော်လေးအောင်းသွားခဲ့ရပါတယ်ဘာလို့လဲဆိုတော့ချမ်မွန်လင်ဆိုတဲ့နာမည်ကသူ့ရဲ့မိခင်ဖြစ်သူရဲ့နာမည်နဲ့ထပ်ထုတ်ထက်များတူနေခဲ့လို့ပါဒါပေမဲ့သူကစိတ်ထဲမှာပဲထားလိုက်ပြီးတော့သူမရဲ့အကူအညီကိုလက်ခံလိုက်ပါတယ်ကျောင်းရမယ့်ရုံးခန်းစီကိုအတူတူရှောက်လန်းလာတဲ့လမ်းတစ်လျှောက်မှာလူရန်တယောက်ရင်ထဲမှာဒိုးစက်နဲ့ခန်းစားချက်တစ်ခုကိုဖြစ်ပေါ်လာခဲ့ရပါတယ်တာမန်လူတွေဆိုရင်သူ့ကိုတစ်ခါမြင်ုံနဲ့တယ်ဝေးပြေးကြတာအခုဒီကောင်မလေးကတော့သူ့ကိုလုံးဝမကြောက်တဲ့အပြင်ဘေးကနေရှင်ပြီးတော့လမ်းလျှောက်နေလို့ပါလမ်းမှာချမ်းမွန်လင်ကိုတည့်ရဲ့ကျောင်းသားတွေကလမ်းနှုတ်ဆက်ဖို့လှုပ်ကြပေမဲ့ဘေးကလူကောင်ကြီးကိုမြင်လာတဲ့တွေအကြံစီတွေပြောင်းသွားခဲ့ပြီးတော့အဝေးကိုအမြန်လစ်ပြေးကြတာမြင်မကောင်းပါဘူးကျောင်းသားလေးတွေခမများမှာတော့ဒီလိုတဘာဝလုံးရုပ်ဆိုးနေတဲ့ကောင်ကိုနေတိုင်းစုံတွေ့နေကြမှာမဟုတ်တာလေ
ကျောင်းရမယ့်ရုံးခန်းအရှိကိုရောက်တဲ့အခါမှာတော့ချမ်မွန်နီယာရုံးခန်းတစ်ခုကိုညွှန်ပြပြီးတော့အထဲကိုဝင်သွားလိုက်ပါဆီယာမတွေအားလုံးစီစဉ်ပေးပါလိမ့်မယ်လို့ပြောရင်းနဲ့ရင်နီးလာတဲ့ကျေးဇူးတင်စကားကိုထပ်ပြောရှာပါတယ်တကယ်ကျေးဇူးတင်ပါရဲ့နော်ဒီနေ့မင်းသားဝင်မကူညီခဲ့ရင်နောက်ရက်တင်မှာငါ့ရဲ့ယွန်စရာကောင်းတဲ့ဗီဒီယိုတွေလိုင်းပေါ်ရောက်သွားနိုင်တယ်အခုထိတွေးမိရင်ရင်တုန်နေတော့မယ်သူမခင်ဗျာဒီလိုသားကောင်ပြက်ခဲ့ရတဲ့တခြားမိန်းကလေးတွေစိတ်တက်ကြတာကြောင်းထွက်ပြီးတော့တခြားမျိုးပြောင်းသွားကြတာတွေကိုကြားဖို့နေတာကြောင့်အခုထိကြောက်စိတ်ကမပြည့်သေးတာပါအဲဒီနောက်မှာတော့တခုခုတတိယသွားသလိုမျိုးနဲ့ဒါနဲ့လူရန်မင်းရဲ့ဖုန်းလေးခဏလောက်ငှားလို့ရမလားလို့မေးလိုက်ပါတယ်လမ်းလျှောက်လာရင်လည်းသူမကလူရန်ရဲ့နာမည်ကိုတည်သွားခဲ့တာပါလူရန်ကလည်းအများကြီးမစင်စားပဲနဲ့သူ့ရဲ့ဖုန်းကမ်းပေးလိုက်တဲ့အခါချမ်မိုလင်ကဖုန်းနံပါတ်တစ်ခုရိုက်ထည့်ပြီးတော့အကောင့်အပ်လောက်ကပြန်ပေးလိုက်ရင်းကနေဒါကအမရဲ့ဖုန်းနံပါတ်ပြီးတော့အမရဲ့ social media အကောင့်လည်းဟုတ်တယ်လို့ပြောလိုက်ပါတယ်ချမ်မိုလင်တယောက်ကျောင်းအနေရုံးငယ်အရှိမှာမျက်လုံးဝိုင်းကြည့်နေကြမ်းခဲ့ပြီးတော့ဘာလို့လဲမသိထူးဆန်းတဲ့ခန်းစားချက်တခုဖြစ်ပေါ်လာခဲ့ရပါတယ်တကယ်တော့သူမလိုအချောလာလေးကိုဒီလောက် ATA နဲ့လစ်လို့ရှူသွားတဲ့ယောက်ျားလေးဆိုလို့တယောက်မှမရှိဘူးတာကြားပါပြီဒီဘဝဝင်ကြီးကတော့တကယ်ကိုတခြားလူတွေနဲ့မတူဘူးပဲလို့တွေးရင်းနဲ့ခေါင်းလေးခါကအမျိုးသမီးဆောင်ဘက်ကိုထွက်လာခဲ့ပါတယ်တစ်ဖက်မှာလည်းလူရန်တယောက်ကျောင်းရတဲ့ရုံးကလုပ်ငန်းစဉ်တွေပြီးလို့အဝတ်စားနေပစ္စည်းတွေကိုတည်ပြီးတော့တငယ်ချင်းနှစ်ယောက်ကအဆောင်ရောက်လာခဲ့ပါတယ်လူရန်ကဒုတိယမြောက်ရောက်လာတဲ့သူဆိုတော့အခန်းပေါ်ကအထဲမှာရောက်နေခဲ့ပါပြီသူကလူရန်ရဲ့မျက်နှာကိုမြင်မြင်ချင်းမှပဲတကူလုံးတောင်းတင်းသွားခဲ့ပြီးတော့အသက်တောင်ဝဝမရှူရဲချပါဘူးအဲဒီအချိန်မှာပဲဖုန်းထဲကို message တစ်ခုကဝင်လာခဲ့ပါတယ်မဆယ်မဲနင်းထင်သလားဒီလိုဗလာကြီးမားတဲ့သူတွေကမိန်းကလေးတွေကိုစိတ်ဝင်စားကြဘူးလားလို့ကျွန်တော်လည်းချက်ချင်းပဲစာပြန်ပို့လိုက်တာပေါ့ဗလာကြီးတွေကမိန်းကလေးတွေကိုမကြိုက်ရင်ယောက်ျားလေးတွေကိုကြိုက်ရမှာလားမျိုးသမီးဆောင်ထဲမှာတော့ချမ်မွန်လင်တယောက်ကလတ်ထိုင်ပေါ်မှာတက်တာထိုင်ရင်းနဲ့ဖုန်းပုတ်နေခဲ့တာပါကျွန်တော်ရဲ့ပြန်ဆောင်မြင်ကောသူမမျက်လုံးကြီးကကလန်ကလာဖြစ်သွားခဲ့ပြီးဒီလူစိုးကတော့တမင်တက်ရွယ်ပြောနေရပဲဆိုပြီးတော့ဒေါသတကြီးနဲ့စာပြန်ရလိုက်ပါတယ်ငါကအဲ့လိုဆိုလိုတာမဟုတ်ဘူးနင်းသားအခုငါရှိမှရှိနေတေးကြပါအနုချမ်းစီးပြီးတော့ထိုးနဲ့ပြစ်လိုက်ပြီလူရန်ကတော့စိတ်လျှော့ပါအောင်အမှန်တိုင်းပြောရင်နင်းကိုလက်နှစ်ဖက်လုံးပေးတော့ရင်တော့ငါ့ကိုနိုင်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်မင်းသမီးကတော့အဲ့ဒီစကားကိုစုံလျှော့ရိုက်ထားတယ်နောက်မှနောက်တာမရနဲ့လို့ပြန်ပို့လိုက်ပါတယ်အဲ့ဒီနောက်သူမစကားလမ်းကြောင်းချက်ချင်းပဲလွှဲပြီးမေးလိုက်ပါတယ်ဒါနဲ့ဒီနေ့ကျောင်းဝင်တွေကိုပထမဆုံးခြေချရတဲ့ခန်းစားချက်ကဘယ်လိုနေလဲနင်းပေတက်ကရိုသဘောကျရလားလို့မေးလိုက်ပါတယ်လူရန်ကတော့တော်တော်လေးကောင်းပါတယ်ပြီးတော့နေရောင်မှမဟုတ်တဲ့ကိစ္စတစ်ခုလည်းရှိသေးတယ်ဒီနေ့ကျောင်းရဲ့အလှပကလေးလေးနဲ့ဆုံးခဲ့တယ်သူမကငါ့ကိုကျောင်းထဲမှာလိုက်ပြရုံနဲ့မကဖုန်းနဲ့ပဲပေးသွားသေးတယ်အဲ့ဒီစာကိုဖတ်လိုက်ရတဲ့အချိန်မှာပဲချမ်မွန်နီရဲ့လက်ထက်ကဖုန်းကလွတ်ကြပြီးတော့ကြမ်းမြင်ပေါ်ဝုန်းကနေပြုတ်ကျသွားခဲ့ရပါတယ်သူမတကူလုံးအချိန်နဲ့ရက်တန်သွားသလိုစွန့်အားသွားခဲ့ရတာပါစက္ကန့်အနည်းငယ်ကြာမှဖုန်းကိုကြပြခဲ့ရကောက်ကင်ပြီးရင်နေရတဒုံဒုံခေါ်မျက်နှာတစ်ခုလုံးနဲ့ခရမ်းကျင်သည်လို့ရဲတက်သွားခဲ့ရပါတယ်။ကျောင်းအလှပကေးကလမ်းညွှန်ပေးပြီးတော့ဖုန်းနံပါတ်ပေးခဲ့တယ်ဟုတ်လား။အဲ့ဒါငါကိုယ်တိုင်လုပ်ခဲ့တာမဟုတ်လား။သူမရဲ့စိတ်ထဲမှာဒီနေ့စုံခဲ့တဲ့ဝဝဝင်ကြီးလူရဲနဲ့ငါးနှစ်လုံးလုံးအွန်လိုင်းပေါ်မှာခင်လာခဲ့တဲ့မာဆယ်မန်တို့ရဲ့ပုံရိပ်တွေကထပ်တူကျပြီးတော့ပေါ်လာခဲ့ပါတယ်။မဖြစ်နိုင်တာတကယ်ကြီးလားလို့အမြဲတမ်းတင်ငင်ပြီးတော့လှပကြော်ရှင်းတဲ့ချမ်မွန်လင်တယောက်စိတ်ထဲကနေမဆဲပဲမနေနိုင်တော့ပါဘူးစိတ်ကိုပြန်ထင်းပြီးတော့ပြန်တွေးကြည့်လိုက်တဲ့အခါတွန်းလုံးစရာကောက်ချက်တစ်ခုကိုရောက်သွားခဲ့ပါတယ်ရထားပေါ်မှာသူမကိုကယ်ခဲ့တဲ့အေယာမလူကောင်းကြီးလူရန်ဟာသူမအွန်လိုင်းပေါ်မှာနှစ်ပေါင်းများစွာခင်ခဲ့တဲ့မာဆယ်မန်ဖြစ်နေဖို့ရာဂိုင်တော့တော်တော်များနေခဲ့ပါပြီသူအွန်လိုင်းမှာငါကအရင်2မီတာရှိရဲ့နတ်တိုးတကောင်လက်ပလာနဲ့တက်လို့ရတယ်ဆိုပြီးပြောခဲ့တုန်းကသူမကကြွားနေရဲ့လို့ပဲထင်ခဲ့တာအခုသူပြောတာကြီးကတကယ်မှန်နေမှန်သိလိုက်ရတော့ပါသူမရင်ကောင်ဆဲလို့ရှားစွာနေပဲညံစင်ပြီးတော့စာလန်းပို့လိုက်ပါတယ်တကယ်ကြီးကျောင်းရဲ့အလှပကေးဟုတ်လားငါတို့ကျောင်းကအလှပကေးကတကယ်ကိုအေးဆက်ပြီးတော့လူရင်းနဲ့အလန့်ဝေးရနော်သူမကဘာလို့နင်းကိုဂယူးစားရမှာလဲလူရန်ကတော့နင်းယုံချင်းရောမယုံချင်းနေငါခုကျောင်းရဲ့ online forum တွေမှာနာမည်ကြီးနေပြီးလူတိုင်းဝိုင်းပြုတ်နေကြတယ်ဘာ forum ဟုတ်လားချမ်မွန်လင်တယောက် forum website ကိုချက်ချင်းဝင်ကြည့်လိုက်တဲ့အခါမှာတော့ကျောင်းရဲ့အလှပကေးနဲ့တာရဲသရိတ်ဆန်ကြီးဆိုတဲ့ခေါင်းစဉ်နဲ့ပို့တစ်ခုဟာ trending number 1အထိတက်နေခဲ့တာကိုတွေ့လိုက်ရပါတယ်အဲ့ဒီထဲကဓာတ်ပုံကိုကြည့်ရင်သူမမအောင်နိုင်တော့ဘဲနဲ့ပြုံးမိသွားခဲ့ရပါတယ်ဓာတ်ပုံထဲကမာဆယ်မန်ရဲ့ဦးကြောင်ကြောင်မျက်နှာဘေးလေးကကြည့်ရတာတမျိုးလေးချစ်စရာကောင်းနေလို့ပါအလဲတကယ်တော့သူကကြောက်စရာကောင်းတာကလွှဲရင်ရုပ်ကအတော်လေးဖြောင်းသားပဲလို့တွေးနေတော့ကျွန်တော်စီကစာထက်ဝင်လာခဲ့ပါတယ်လူရန်တွေ့လားငါမလိမ့်ပါဘူးနင်းကိုကြီးရဲ့ဗလာကြီးကိုမြင်ပြီးတော့လန့်သွားပြီမလားချမ်မွန်လင်ကတော့အပိုရီပြောမနေနဲ့ငါကဘာလို့လန့်ရမှာလဲတကယ်တော့ငါတို့သာလူချင်းတွေ့ရင်ဘသူကအရင်လန့်မလဲဆိုတာလောင်းကြီးထက်ရဲတယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီစာကိုပို့ပြီးရနောက်ထပ်10မိနစ်လောက်အထိရောပြန်စားရမလာခဲ့ပါဘူးသူမစိတ်ပူနေတော့မှပဲကျွန်တော်ရဲ့စာတိုလေးကထက်ရောက်လာခဲ့ပါတယ်တကယ်တော့အမောမခံရတာကဒီလိုမျိုးခံစားရတာကိုချမ်မွန်လင်ကတော့နင်းကဒီနေ့ကစပြီးတော့ငါရဲ့အကောင်းဆုံးတငယ်ချင်းပဲနင်းတခုအခက်အခဲရှိရင်ငါ့ကိုပြောငါကိုယ်တိုင်နင်းကိုကာကွယ်ပေးမယ်ဘသူမှနင်းကိုအနိုင်မကျင်ရဲစီရဘူးလို့ပြောလိုက်ပါတယ်ဒီစာကိုဖတ်ပြီးတော့ချမ်မွန်လင်တယောက်ငြိမ်သက်သွားခဲ့ရပါတယ်အွန်လိုင်းပေါ်မှာဆိုရင်အမြဲတမ်းပြောနေတတ်ပြီးတော့ဘိုးဟိုးတုဒ္ဒစောလင်ကတရားသူတွေကိုကိုညီရတာဝါသနာပါတဲ့လူတစ်ယောက်ဟာတကယ်တမ်းပြင်ပလောကမှာတော့သူ့ရဲ့ကြောက်စရာကောင်းတဲ့ရုပ်ရည်ကြောင့်တငယ်ချင်းသိမ့်မရှိကြဘူးဆိုတာကိုသူမှရိပ်မိသွားခဲ့လို့ပါသူမှလည်းစိတ်ဝင်တစားနဲ့ပဲထပ်မေးလိုက်ပါတယ်
ဒါနဲ့မားစင်မဲနင်အဲ့ဒီကြောင့်မှအလာပကေးကိုလှရလို့ထင်လားသူမကနင်းရဲ့စံပြမိန်းလေးအမျိုးသားဟုတ်ရဲ့လားလို့မေးလိုက်ပါတယ်မက်ဆေ့ပို့ပြီးရတဲ့ချမ်မွန်လေးရဲ့မျက်နှာလေးဟာတခါတည်းနဲ့ရဲကနေဖြစ်သွားခဲ့ရပါတယ်ဖုန်းတို့ဒီဝင်လာတဲ့အချိန်မှာတော့ချက်ချင်းမဖက်ရဲပဲနဲ့ရင်တော်တော်နဲ့အသက်ကိုပြင်းပြင်းရှူပြီးမှဖွင့်ကြည့်လိုက်ရပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့ပြန်ဆောင်မြင်လိုက်ရတဲ့အခါမှာတော့သူမတယောက်ပောက်ကွဲမဲ့တက်ဖြစ်သွားခဲ့ရပါတယ်အဲ့ဒီကြောင့်ကအလာပကေးဟာပိန်လွန်းနေလက်မောင်းတွေခြေထောက်တွေကဒုံချောင်းလေးတွေအတိုင်းပဲမျက်နှာလေးကတော့ကြည့်ပျော်ရှုပျော်ရှိပါတယ်အဲ့ဒါပါပဲအဲ့ဒီမျက်စိမပါတဲ့ဝုံအကန်ကြီးလို့သူမစိတ်ထဲကနေအော်ဟစ်လိုက်မိပါတယ်ဘာရုပ်ကကြည့်ပျော်ရှုပျော်ပဲဟုတ်လားငါကိုယ်လေးချင်66ပေါင်ပဲရှိတာခါကလည်းတေးသေးလေးခြေတန်းကလည်းရှည်ရှည်လေးဒါကနတ်သမီးအစင်ပဲကွာသူမစိတ်ဆုံးမှန်ဆုံးနဲ့သူမရဲ့ရင်ဘတ်ကိုငုံကြည့်ပြီးတော့ပြီးတော့သေးလဲမသေးပါဘူးနော်လို့ခက်တိုးတိုးရေရုပ်မိလိုက်ပါတယ်နောက်ဆုံးမှာတော့ချမ်မွန်လင်တရားဒီမဆင်မန်းကတော့တေးကြပေါက်မျက်စိကန်းနေရပဲဖြစ်ရမယ်လို့ကောက်ချက်ချလိုက်ပါတော့တယ်ဒါကတော့ဒီဇိုင်းရဲ့ပတ်ဝန်းမဲ့ဖြစ်ပါတယ်နောက်တဲ့ပတ်2ပတ်3ပတ်4တွေကြည့်ကြတယ်ဆိုရင်တော့ channel လေးကို subscribe နဲ့ video လေးကို like and share လုပ်ပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ်နောက်တဲ့ video တွေမှာလည်းကျွန်တော်တို့တွေထပ်ပြီးတော့တွေ့ကြပါမယ်ကျောင်းဝင်းရဲ့အလာပကေးဖြစ်တဲ့ချမ်မွန်လင်တယောက်ကတော့ဖုန်းလေးကိုကြည့်ပြီးတော့စိတ်ကောင်းနှကန်းဆူနေတဲ့အချိန်မှာပဲနောက်ထပ် message တစ်ခုကထပ်ရောက်လာပါတယ်။ကဲငါသွားရတော့မယ်။အဆောင်ကတငယ်ချင်းတွေဂိမ်းကစားဖို့ခေါ်နေလို့ညကြရင်အပြင်ထွက်ပြီးတော့အကင်သွားစားကြမလို့ဆိုပြီးပို့လိုက်တာပါ။ချမ်မွန်လင်ကတော့တစ်ဖက်လိုသူမရဲ့တကယ်အမြင်ရင်မဟုတ်ဘဲနဲ့လှုပ်ဝဲအကောင့်နဲ့စကားပြောနေတာမလို့ပြန်ပြီးတော့လည်းရံမတွေ့နိုင်ဒေါသထွက်ပြီးလူကိုသာလိုက်ကိုက်ကျစိပေါက်နေရှာပါတယ်။အဲ့ဒီအချိန်မှာပဲသူမရဲ့တငယ်ချင်းမလေးကပြန်ရောက်လာခဲ့ပြီးဟေးဒိုကျောင်းရဲ့နာမည်ကြီးအလာပကေးလေးကဘာဖြစ်နေရလဲ။ဘာလို့စိတ်လီနေရလဲဆိုပြီးမေးလိုက်ပါတယ်ချမ်မွန်လျလည်းချက်ချင်းပဲအကြောင်းအရာကိုလွှဲလိုက်ပြီးတော့ဘာမှမဟုတ်ပါဘူးဒါနဲ့စောစောကငါကူညီခဲ့တဲ့ကောင်လေးကိုမှတ်မိလားလို့ပြန်မေးလိုက်တာပေါ့လူမတငယ်ချင်းကလည်းမှတ်မိတာပေါ့နေသက်တီကိုငါတကယ်ချီးကျူးတယ်ငါသားဆိုရင်တော့သူ့အနာကိုကက်ရဲမှာမဟုတ်ဘူးလို့ပြောလိုက်တဲ့အခါမှာတော့ချမ်မွန်လရဲ့စိတ်ထဲမှာအကြံတကူရာသွားခဲ့ပြီးတော့မျက်လုံးတွေကဝင်းလက်သွားပါတယ်သူမချက်ချင်းပဲတငယ်ချင်းနေတီညအားလားငါနဲ့တူအပြင်မှာမုတ်သွားစားကြရအောင်ဆိုပြီးတော့ခေါ်လိုက်ပါတယ်တစ်ဖက်မှာလည်းကျွန်တော်နဲ့အဆောင်ကတငယ်ချင်းဖြစ်သူတို့ညဘက်အကင်သွားစားဖို့အတွက်အပြင်ကိုထွက်လာခဲ့ကြပါတယ်လမ်းသွားလမ်းလာအားလုံးရဲ့အကြည့်တွေကကျွန်တော်တို့စီကိုပဲရောက်လာခဲ့ပါတယ်ဒါပေမဲ့စိတ်မကောင်းစရာတခုကတော့အဲ့ဒီအကြည့်တွေကအားကြတဲ့အကြည့်တွေမဟုတ်ဘဲနဲ့ကြောင်နဲ့ဒေါလုံးတွေအကြည့်တွေဖြစ်နေခဲ့တာပါကျွန်တော်တို့အကင်ဆောင်ရောက်သွားတဲ့အချိန်မှာတော့ဆိုင်ရှိရလူတွေတန်းစီနေတာကိုမြင်ပြီးတော့လမ်းသွားခဲ့ကြပါတယ်တန်ငယ်ချင်းဖြစ်သူကတပ်ပြင်းချပြီးတော့သွားပြီဒီဆိုင်ကနာမည်ကြီးလို့တော့လူတွေအများကြီးပဲစောစောမလာမရမှားသွားပြီတခြားဆိုင်မှာသွားကြမလားလို့ပြောနေတော့လိုင်းထဲမှာတန်းစီနေတဲ့စီနီယာကျောင်းသားတယောက်ကလှည့်ကြည့်ပြီးတော့အေးမင်းတို့ကလူသစ်တွေထင်တယ်ဒီဆိုင်ကဒီနားမှာအကောင်းဆုံးပဲကွာမဆောင်ချင်ဘူးဆိုရင်တော့သဘောပဲလို့ပြောလာခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့စကားတော့မဆုံးသေးဘူးကျွန်တော်မျက်နှာကိုအမေးရမြင်လိုက်ရရောတခုခုအသေးတန်ကြောက်လန့်သွားတဲ့အတိုင်းပဲချက်ချင်းပဲထွက်ပြေးသွားခဲ့ပါတယ်အဲ့ဒါကိုမြင်တဲ့ရှေ့ရလူတွေကလည်းလှည့်ကြည့်ပြီးတော့ကျွန်တော်ကိုမြင်တာနဲ့တယောက်ပြီးတယောက်အကုန်ထွက်ပြေးသွားကြလို့စက်ကပိုင်းအတွင်းမှာနဲ့ဆိုင်ရှိရတန်းစီနေတဲ့လူတွေအကုန်လုံးပျောက်ချင်းမလားပျောက်ွယ်သွားခဲ့ပါတယ်ကျွန်တော်နဲ့တငယ်ချင်းလည်းကြောင်ရမ်းနဲ့ပဲရက်ပြီးကြံခဲ့ရတာပေါ့ကျွန်တော်တို့လည်းဆိုင်ထဲမှာဝိုင်းတစ်ခုရှာပြီးတော့ထိုင်လိုက်တဲ့အချိန်မှာပဲရုတ်တရက်ရင်းနှီးနေတဲ့ပုံရိပ်တစ်ခုကအနားကိုရောက်လာခဲ့ပါတယ်ဟယ်လိုဆိုင်မှာထိုင်ကြနေရမရှိတော့လို့ဒိုးနှစ်ယောက်ဒီဝိုင်းမှာအတူတူထိုင်လို့ရမလားယင်းနဲ့လဲကြည့်လိုက်တဲ့အခါမှာတော့ကျွန်တော်တငယ်ချင်းရဲ့မျက်လုံးတွေပြူးထွက်သွားခဲ့ပါတယ်ဘာလို့လဲဆိုတော့အဲ့ဒါကချမ်မွန်လင်ဖြစ်နေလို့ပါပဲသူမကကိုယ့်ဘက်ကနေအစပြုပြီးတော့လာခေါ်ရုံနဲ့မကဘူးအတူတူပါထိုင်နေတယ်လို့ပြောနေခဲ့တာပါသူမကကျွန်တော်ရဲ့ဒီလိုကြောက်စရာကောင်းတဲ့ရုပ်ရည်ကိုမမြင်တာများလားလို့တော့အံ့ဩမိသွားပါတယ်ကျွန်တော်တို့ဘာမှပြန်မပြောနိုင်ခင်မှာပဲသူမကဟယ်လိုဂျူနီယာလူပြန်ဆောင်ကြပြန်ပြီနော်လို့နှုတ်ဆက်ပြီးတော့သူမရဲ့တငယ်ချင်းမလေးကိုပါဘေးနာအခုံမှာဆွဲထိုင်ခိုင်းလိုက်ပါတယ်ဒါပေမဲ့သူမတငယ်ချင်းရဲ့မျက်နှာကတော့အတော်လေးကိုကြောက်လန့်နေပြီးတော့နေရခတ်ပုံရနေခဲ့ပါတယ်ကျွန်တော်တို့နှစ်ယောက်စလုံးအံ့ဩတုန်လှုပ်ပြီးတော့စိုက်ကြည့်နေခဲ့တာကိုချမ်မွန်လီကတတိထားပြီးတော့ပြုံးပြီးတော့ဘာလဲတို့ကိုမကြိုဆိုဘူးလားလို့မေးလိုက်ပါတယ်အဲဒီတော့မှတငယ်ချင်းဖြစ်သူကခေါင်းကိုအသေးသေးရှမ်းပြီးတော့ဟာကြိုးဆိုတာပေါ့ဗျာလှပတဲ့စီနီယာအမကြီးနှစ်ယောက်နဲ့အတူတူညစာစားရတာကျွန်တော်တို့အတွက်ဂုဏ်ယူစရာကြီးပါလို့ပြန်ပြောလိုက်ပြီးတော့တက္ကသိုလ်ဘွားရဲ့ပထမဆုံး group dinner လေးကစတင်ခဲ့ပါတယ်အစပိုင်းမှာတော့ပတ်ဝန်းကျင်အတော်လေးအိပ်ဆက်ပြီးတော့နေရခန့်နေခဲ့ပေမဲ့ချမ်မွန်လေးကပဲစကားတွေလာပြောပေးခဲ့ပါတယ်အချိန်နဲ့ငယ်ကြာလာတော့ကျွန်တော်ကသူတို့မြင်နေရတယ်လို့ကြောက်စရာမကောင်းမဲ့အားလုံးတည်သွားခဲ့ကြပြီးဝိုင်းရပိုးပြီးစီကားလာခဲ့ပါတယ်အဲ့အချိန်မှာချမ်မွန်လေးကဒါနဲ့မင်းတို့ယောက်ျားလေးတွေကဘလို့မင်းကလေးမျိုးတွေကိုသဘောကျတယ်လေလို့မေးလိုက်ပါတယ်ကျွန်တော်တငယ်ချင်းကစိတ်လို့ရှားသွားနေပဲအမားတို့နှစ်ယောက်လိုမိန်းကလေးမျိုးကယောက်ျားလေးတိုင်းရဲ့အိမ်မက်ပဲဗျာတက်ကလုံးမှာအမားတို့လိုမိန်းကလေးမျိုးနဲ့သာတွေ့ရရင်ကျွန်တော်ဘိုးဘွားရီတောင်ကိုရီးယားနေထားကြလိမ့်မယ်လို့ဖြေလိုက်ပါတယ်ချမ်မွန်လီကကျွန်တော်ဘက်ကိုလှည့်ကြည့်ပြီးတော့ဂျူနီယာလူကဘလို့မျိုးလဲလို့မေးလိုက်တဲ့အချိန်မှာတော့ကျွန်တော်ကလက်နှစ်ဖက်စလုံးမှာအကင်တုတ်တွေကင်ပြီးတော့အငမ်းမြာစားနေတဲ့အချိန်ပေါ့ကျွန်တော်က20စက္ကန့်လောက်စဉ်းစားပြီးတော့သူပြောတာကိုပဲသဘောတူပါရဲ့လို့တော်ဖြေပြီးတော့အသားတွေကိုဆက်စားနေလိုက်ပါတယ်တခြားလူတွေကတော့ဘာမှမထင်ပေမဲ့ချမ်မွန်လီကတော့ကျွန်တော်ကိုမတိမတာမျက်စောင်းထိုးနေခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်ကတော့အသားစားတာလှုပ်ရှုံနေလို့တတိမထားမိလိုက်ပါဘူးအဲ့ဒီအချိန်မှာပဲကျွန်တော်ရဲ့စိတ်ထဲမှာစနစ်ရဲ့အတန်ကြီးထွက်ပေါ်လာခဲ့ပါတယ်မရှင်အသက်စတင်ပါပြီပြုပြင်ပြောင်းလဲရင်းနဲ့ပြန်လဲထူထောင်ရေးဈေးထဲမှာပြဿနာရှာနေတဲ့လူမိုက်လူငယ်တွေကိုစီယုံပြီးတော့မိမိရဲ့လက်အောက်ကိုတွင်းပါထိုးနောက်သူတို့ကိုအလောက်ကန်အခွင့်အလမ်းများဖန်တီးပေးရမယ်မရှင်အောင်မြင်ပါကစီးပွားရေးလုပ်ငန်းစတင်ရန်ရန်ပုံငွေ3သိန်းရရှိမယ်ဆိုပြီးဖြစ်ပါတယ်ကျွန်တော်လည်းဘေးဘက်ကိုလဲကြည့်လိုက်ပေမဲ့ဘယ်လူမိုက်ကိုမှမတွေ့ရခဲ့ပါဘူးအားလုံးကအကင်တွေကိုအေးအေးဆေးဆေးစားနေခဲ့ကြတာပါ
အဲ့ဒီအချိန်မှာပဲဆိုင်နေရတခြားဧည့်သည်တယောက်ကဆိုင်ပြဘက်မှာတခုခုဖြစ်နေသလိုပဲလို့ပြောပြီးတော့ဆိုင်ရှင်ကလည်းအပြင်ဘက်ပြေးထွက်သွားခဲ့တော့မြင်လိုက်ရပါတယ်ကျွန်တော်လည်းဝိုင်းကလူတွေကိုဆက်စားနေကြပါလို့ပြောပြီးတော့အပြင်ကိုကြောက်တဲ့ထွက်လာခဲ့လိုက်တာပေါ့ဆိုင်ပြဘက်မှာတော့တကယ်ပဲတန်တရားဖွက်ပေဟာလူမိုက်လူငယ်၃ယောက်ကပြဿနာရှာနေခဲ့ကြတာပါသူတို့ရဲ့ခေါင်းဆောင်ဖြစ်သူအကိုကြီးရိုးဆိုတဲ့ကောင်ကလူလေအပြောကြီးနဲ့ပြီးခဲ့တဲ့တစ်ခေါက်ကငါးအကင်ထဲမှာပိုးဟက်နှစ်ကောင်တွေ့တယ်အဲ့ဒါကြောင့်ရောချေပေးဆိုပြီးတော့ဆိုင်ရှင်ကိုချင်းချောင်းငွေညစ်ယူနေခဲ့ပါတယ်ဆိုင်ရှင်ကများလေဒါကအကွက်စင်ငွေညစ်နေမှန်းသိပေမဲ့ဘာမှမတတ်နိုင်ရှာခဲ့ပါဘူးတာမန်ဆိုရင်ရဲခေါ်ရမှာဖြစ်ပေမဲ့အဲ့ဒီလူမိုက်ကအဆက်အသွယ်တွေရှိနေပြီးတော့ပြီးခဲ့တဲ့တစ်ခေါက်ကရဲတိုင်တော့ကလည်းဘာမှဖြစ်မလာခဲ့ပါဘူးထပ်တိုင်ပို့ပြီးတော့ပြဿနာတက်မှာကိုကြောက်နေကြတာပါအကိုကြီးကဝဝင်ကြွကြွနဲ့စိတ်မပူပါနဲ့ဒီတစ်ဝိုက်မှာငါးနာမည်ဆိုရင်အကုန်သိတယ်ငါရှိနေသေး၍မင်းတို့ဘသူလို့ပြောနေတော့ကျွန်တော်နောက်ကနေဖြည်းဖြည်းချင်းရှောက်သွားလိုက်ပါတယ်ကျွန်တော်မြင်လိုက်ရတဲ့အခိုက်အတန့်မှာပဲသူ့မျက်နှာပေါ်ကယုံကြည်မှုတွေအကုန်အငွေ့ပြန်သွားခဲ့ပါတယ်ကျွန်တော်တို့စိုက်ကြည့်ပြီးတော့မင်းကဒီဆိုင်ကအကင်ထဲမှာပိုးဝဲနှကောင်တွေ့ရလို့ပြောရင်နော်တေးကြလို့လားလို့မေးလိုက်တဲ့ခါမှာတော့အကိုကြီးရဲ့မျက်လုံးတွေကဟိုးတီတီပြားခတ်သွားပြီးတော့ဘာမှမဖြေနိုင်တော့ပါဘူးကျွန်တော်ကနှာခေါင်းချုံပြီးတော့အမှန်တိုင်းပြောစမ်းလို့ဟောက်လိုက်တဲ့အခါမှာတော့သူကဝုန်းကနေဒိုးတော်ကြောက်သွားခဲ့ပြီးကျွန်တော်မားတော့ပါတယ်အကိုကြီးကျွန်တော်ဝေးခံပါတယ်ပိုးဝက်တွေကိုကျွန်တော်တို့ဘာသာထည့်ခဲ့တာပါကျွန်တော်မတတ်ပါနဲ့ဗျာလို့အသက်အံတောင်းပန်ရှာပါတယ်ကျွန်တဲ့နှစ်ယောက်ကလည်းသူပြောတာအမှန်ပါဗျာကျွန်တော်တို့မိုင်မဲမိတာပါပတ်စံတွေကိုလည်းပြန်ပေးပါမယ်ခွင့်လို့ပေးပါလို့អော်လိုက်ကြပါတယ်ကျွန်တော်ကလည်းတိတိငြိမ်နေပဲလေ့ကြတော့မင်းတို့ကပတ်စံတွေကိုတောင်းပြလိုက်ပြီးဆိုတော့ဒီဆိုင်မှာအလုပ်လုပ်ပြီးတော့အကျွေးစားမယ်ဒီနေ့ကစပြီးတော့မင်းတို့ကငါ့ရဲ့လောင်းငယ်သားကြီးပဲလို့ပြောလိုက်တဲ့ခါမှာတော့သူတို့ကအလုပ်လုပ်ပါမယ်ဗျာကျူးကျူးဆဆလုပ်ပါမယ်လို့ဝမ်းသာအားရနဲ့អော်ခဲ့ကြပါတယ်လောကကြီးမှာလူကောင်းတွေတကယ်ပဲရှိသေးရပဲလို့တွေးမိလိုက်ပါတယ်အဲ့အချိန်မှာပဲစနစ်ရဲ့အတန်ထွက်ပေါ်လာခဲ့ပါတယ်မရှင်အောင်မြင်ပါတယ်စုလက်များထုတ်ပေးနေပါပြီအခုချက်ချင်းပဲကျွန်တော်ဖုန်းလေးတုံးခါသွားပြီးတော့ဘန်နေကနေငွေ3သိန်းဝင်လာတဲ့အကြောင်း notification ရောက်လာခဲ့ပါတယ်ကျွန်တော်လည်းကျင်းနဲ့ဆောင်နေပဲခေါင်းကိုငိမ့်လိုက်မိတာပေါ့ဒီပတ်စံတွေကစီးပွားရေးလုပ်ငန်းအတွက်ပဲသုံးရတာဆိုပေမဲ့လည်းတကယ်ကောင်းမွန်တဲ့စုလက်တစ်ခုပါပဲအဲ့ဒီနောက်ကျွန်တော်ဆိုင်ထဲကိုပြန်မဝင်တော့ဘဲနဲ့တန်ငယ်ချင်းဖြစ်သူစီကိုဖုန်းမက်ဆေ့ပို့လိုက်ပါတယ်မင်းတို့ဆက်စားနေကြတော့ငါပတ်စံရှင်းခဲ့ပြီးကိစ္စလေးတစ်ခုရှိလို့အရင်ပြန်နေပြီတဲ့စောစောကပတ်စံရှင်းနဲ့လမ်းကြည့်လိုက်တော့ကျွန်တော်တငယ်ချင်းနဲ့စီနီယာအမာကြီးတွေကပျော်ပျော်ရွှင်နဲ့စကားပြောနေကြတာကိုမြင်ခဲ့ရလို့ပါကျွန်တော်ပြန်သွားရင်ဝိုင်းရဲ့အငွေ့တက်ကိုဖျက်ဆီးသလိုဖြစ်သွားပါလိမ့်မယ်ဒါအပြင်ကျွန်တော်အတွက်တော့တယောက်တည်းနေရတာကပုံမှန်လိုဖြစ်နေပြီးတော့ကျင်သားရနေခဲ့ပါတယ်ဒါကြောင့်ကျွန်တော်တယောက်တည်းတက္ကသိုလ်ပတ်ဝန်းကျင်တစ်ဝိုင်းမှာလမ်းလျှောက်ပြီးတော့ထွက်လာခဲ့လိုက်တယ်ကျွန်တော်အကင်စမ်းနေထွက်လာပြီးတော့တိမ်မဝေးသေးရဲ့အချိန်မှာပဲရုတ်တရက်ဘေးနားမှာတွေ့လျက်လောက်ပါတဲ့ပုံရိပ်တစ်ခုကပေါ်လာခဲ့တယ်ကြည့်လိုက်တော့ချမ်မွန်လင်ဖြစ်နေပြန်ရောသူမကဂျူနီယာလူဘာလို့အကင်ကိုကောင်းအောင်မစားဘဲနဲ့ထွက်လာခဲ့ရလဲလို့မေးလိုက်ပါတယ်ကျွန်တော်လည်းအောင်းသွားခဲ့ပြီးတော့အမကရောဘာလို့ဒီကိုရောက်နေရလဲလို့ပြန်မေးလိုက်မိတာပေါ့အဲ့ချိန်မှာချမ်ဘွန်လေးကဝဲကြည်တန်းကြည်ပဲလိန်ကြပြီးတော့အကင်ထုတ်တွေကရောက်မလာသေးရနဲ့လမ်းလျှောက်ထွက်လာခဲ့ရလို့ပြောလိုက်ပါတယ်ကျွန်တော်လည်းကောင်းငင်ပြီးတော့ကျွန်တော်ကအကင်နဲ့စွပ်ပြုတ်ကိုစားကျင်စိတ်ပေါက်လာခဲ့လို့အမဆိုင်ကိုပြန်သွားလိုက်ပါဆိုပြီးတော့ဘာမှအရှိအကျယ်မရှင်းပြပဲပြောလိုက်ပေမဲ့သူမအချက်ချင်းပဲစကားလမ်းကြောင်းလွှဲပြီးတော့ကွက်တီပဲဒိုလဲစွပ်ပြုတ်တောက်ချင်နေရဆိုပြီးတော့လိုက်လာခဲ့ပါတယ်လောက်ပါတဲ့စီနီယာအမကြီးကတခုခုတော့ထိုးစမ်းနေသလိုပဲဗျဘာလို့လဲဆိုတော့သူမစီကနေအတိတ်ပဲမဖော်နိုင်တဲ့ရင်းနှီးမှုမျိုးခံစားနေခဲ့ရလို့ပါကျွန်တော်ရဲ့စိတ်အလိုလေးကလည်းငင်းပဲခြင်းပဲတစ်ဖက်ကဘာကြောင့်မှမသိလက်ခံလိုက်ပြီးတော့10မိနစ်လောက်ကြာမှတော့မွန်ရင်းကဆိုင်အသေးလေးတစ်ခုရောက်ရှိလာခဲ့ကြပါတယ်ညစာစားတဲ့အချိန်ကကြောင်းနေပြီမို့လို့ဆိုင်ထဲမှာလူကတိတ်မရှိခဲ့ပါဘူးချမ်မွန်လေးကဝိုင်းတစ်ခုမှာကျွန်တော်မျက်နှာချင်းဆိုင်မှာထားလိုက်ပါတယ်သူမကိုကြည့်ရတာပို့ပြီးတော့ထူးဆန်းလာသလိုပါပဲကျွန်တော်တို့နှစ်ယောက်တီးခဲ့ကြတာတရက်ပဲရှိသေးတာကိုနှစ်ပေါင်းများစွာတီးလာခဲ့သူလိုခံစားချက်မျိုးပေးနေခဲ့ပါတယ်ကျွန်တော်လည်းစွပ်ပြက်ကိုစားပြီးတော့ဖုန်းကိုထုတ် online ကစကားပြောပေါ်စီကို message ပို့လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲချမ်မွန်လေးရဲ့အိတ်ကလေးကဖုန်းလေးကလည်းတုံးခါသွားခဲ့တယ်ကျွန်တော်ဖုန်းကိုကြည့်နေတော့မြင်တော့သူမအချင်းချင်းပဲအခြေအနေကိုရိပ်မိသွားခဲ့ပြီးတော့ဖုန်းကိုမတိမတာထုတ်ကြည့်မိလိုက်ပြီးတော့ကျွန်တော် message ကိုတွေးလိုက်ရတာပေါ့အဲ့နောက်ကျွန်တော်စီကနောက်ထပ် message တစ်ခုထပ်ရောက်လာခဲ့ပါတယ်မင်းကမိန်းကလေးအကြောင်းနားလဲတယ်ဆိုတော့ငါ့ကိုတခုလောက်ဖြေပေးစမ်းမိန်းကလေးတယောက်ကအကောင်လေးတယောက်ကိုတီးရတရက်ပဲရှိသေးတယ်ဒါပေမဲ့သူမကသူ့ကိုညစာတူတူစားဖို့ခေါ်တယ်ပြီးတော့စားနေတော့လေခိုးခိုးကြည့်နေတယ်ဆိုရင်အဲ့ဒါဘာသဘောလဲချမ်မွန်လေးတရားကိုအဲ့ဒီစာကိုဖတ်ပြီးရတဲ့လက်တွေပါတုံရင်သွားခဲ့ပြီးတော့မျက်နှာတစ်ခုလုံးကရဲကနေဖြစ်သွားခဲ့ပါတော့တယ်သူ့မျက်လုံးတွေကဘာလို့တလောက်ဆူရှာနေရလဲငါသူ့ကိုမသိမသာပဲနည်းနည်းလေးခိုးကြည့်မိတာကိုသူကတတိထားမိနေရလားဆိုပြီးတော့တွေးနေခဲ့မိပါတယ်ဒါပေမဲ့တကယ်ပြဿနာကတော့ဘယ်လိုပြန်ဖြေရမလဲဆိုတော့ပဲဖြစ်ပါတယ်ဆက်စက္ကန့်လောက်စဉ်းစားပြီးတဲ့နောက်မှာတော့သူမကဒီလိုဆိုရင်တော့အဲ့ဒီမိန်းကလေးကအကောင်လေးကိုတေးကြပေါ့သဘောကျနေလို့ပဲဒါမှမဟုတ်သူ့ကိုလိုက်နေတာဖြေရမယ်ဆိုပြီးတော့ရိုက်ပို့လိုက်ပါတယ်စာပို့လိုက်တဲ့အချိန်မှာသူမရဲ့ရှင်တွေကအသေးအံတောက်ခါနေခဲ့ပြီးတော့ကျွန်တော်ရဲ့တုတ်ပြန်မှုခိုးကြည့်နေချတာပါဒါပေမဲ့စိတ်မကောင်းစရာကသူမရလိုက်တာကစိတ်ပြက်စရာတုတ်ပြန်မှုပဲဖြစ်ပါတယ်ကျွန်တော်ကနှကောင်းချုပ်ပြီးစာပြန်လိုက်တာကဘာလဲဟာရိုမန်တစ်ဝတ္ထုတွေကလို့ပထမဆုံးတွေ့ရုံနဲ့ချင်းမိသွားတာမျိုးလားမင်းရဲ့အတွေ့အကြုံကမိမဆန်လုံးနဲ့အဲ့ဒီဖေကလုံးဝမှားတယ်အဲ့ဒီမင်းကလေးကကောင်းလေးစရာနဲ့တကူလိုချင်လို့ချင်းကတ်တာမျိုးပုံမဖြစ်နိုင်ဘူးလားချမ်မွန်လင်တယောက်ဒေါသပေါက်ကွဲလို့နေပါဖြစ်သွားခဲ့ပါတယ်ဒီတောက်ပိန်းကောင်ရဲ့ logic ကတော့လုံးဝကိုပျက်စီးနေပြီငါကနင်းစီကနေဘာလိုချင်ရမှာလဲနင်းရဲ့ကြောက်စရာကောင်းတဲ့မျက်နှာကြီးလားဒါမှမဟုတ်ဝုတ်ပုံကြီးလိုခန္ဓာကိုယ်ကြီးလားတကယ်ပဲမယုံနိုင်စရာကောင်းတဲ့လူပဲလို့စိတ်ထဲနေချိန်ဆမိနေတာပေါ့
သူမရဲ့မြေသူမြေရွာဖြစ်ကြောင်းဖွင့်ပြောလို့ရရင်ကျွန်တော်ကိုလက်သီးနဲ့အချက်ပေါင်းများစွာထိုးနှက်ပြီးလောက်ပါပြီသူမအန်ဂျယ်ပြီးဒေါသတကြီးနဲ့တေချာနားထောင်စမ်းငါကအခြေရင်းနဲ့ပတ်သက်ကျွမ်းကျင်တဲ့သူပဲဘာပဲဖြစ်ဖြစ်ငါအမှန်ဆုံးအဖြေကိုပေးပြီးယုံကြည်အောင်မယုံကြည်နေလို့နောက်ဆုံးစာကိုပို့လိုက်ပါတယ်ကျွန်တော်လက်ချက်ချင်းပဲဒီလိုလောကျင်မျိုးနဲ့မင်းကုန်မင်းအခြေကျွမ်းကျင်သူလို့ပြောနေရလားဒီတိုင်းဆိုရင်တော့ငါတော့အခြေပေါင်ပေါက်ကဖြစ်နေလောက်ပြီလို့ခနဲ့တဲ့စာပြန်ပို့လိုက်တဲ့ခါမှာတော့ချက်မွန်လေးခင်ဗျာဒေါသထွက်လွန်းလို့သွားရိတ်တောင်ကြိတ်ပြီးတော့ဖုံမုံနေဖြစ်သွားမှတတ်ပါပဲမိနစ်20လောက်အကြာမှာတော့ကျွန်တော်တို့စွပ်ပြော့ဆိုင်နေထွက်လာခဲ့ကြပါတယ်ချက်မွန်လင်ကတော့စိတ်ကောက်ပြီးတော့ခေါင်းလင်းကောင်ကရှေ့ကနေတောတောနဲ့ကျောင်းဘက်ကိုရှောက်သွားပြီးတော့ကျွန်တော်ကတော့သူမရဲ့နောက်ကနေတော်တော်အကွာအဝေးကနေပဲအေးစစ်စစ်လိုက်လာခဲ့ပါတယ်တလန်လုံးခြေတန်းလွယ်လို့ဘာသာမှမထွက်ဘဲနဲ့တိတ်ဆိတ်နေခဲ့တာပေါ့သူမကတော့စိတ်ထဲမှာဒီလိုကောင်စောကိုတလားလုံးစကားမပြောဘူးမဟုတ်ဘူးလောက်မဟုတ်ဘူးတပတ်တိအွန်လိုင်းမှာရောအပြင်မှာရောလုံးဝစကားမပြောဘဲနေပြစ်မယ်လို့ခိုင်ခိုင်မာမာဆုံးဖြတ်ချက်ချနေခဲ့ပါတယ်တစ်ဖက်မှာတော့ကျွန်တော်ကအဲ့ဒီစကားပြောခဲ့တာတွေကိုမေးနေခဲ့ပါပြီကျွန်တော်စိတ်ထဲမှာစနစ်ရဲ့အကုန်ကြီးနဲ့တက်ကြို၄နှစ်တာလို့ဘယ်လိုအတိတ်ပဲရှိဖြတ်တမ်းမလဲဆိုတာကိုပဲတွေးနေခဲ့တာပါအဲ့ဒီအချိန်မှာကျွန်တော်ရဲ့အတွေ့ကိုစနစ်ကကြားတော့တဲ့အတိုင်းစိတ်ထဲမှာ notification တိုင်ထွက်ပေါ်လာခဲ့ပြန်ပါတယ်မရှင်အတဲ့ကိုကြီးဖေးမှလက်တကန်ရှင်းမီတာ300အကွာရှိလူနေအင်ဂျီ6တက်ပေါ်မှာကလင်းငယ်တို့ပြုတ်ကျတော့မှဖြစ်သည်မင်းအနေနဲ့ထိုကလင်းငယ်ကိုကယ်တင်ရအစွမ်းကုန်စ조사ပါအမြင်ပါကဘေးကွိုင်ဆဲကိုရရှိပါမည်ကျွန်တော်လည်းမျက်မှောက်ကြုံသွားပြီးတော့ဘေးကွိုင်အဲ့ဒါကဘာကြီးလဲလို့တွင်းနေတော့အဝေးကနေလူတွေရဲ့အသေးအံအော်ဟစ်တန်တွေကထွက်ပေါ်လာခဲ့ပါတယ်အိုဖေးရတကယ်တယောက်အဲ့ဒီကလေးကိုကယ်ကြပါအောင်နဲ့လမ်းကြီးလိုက်တဲ့အခါ6တက်တိုက်ရဲ့အပြင်ဘက်လေးပေးဆက်ပေါ်မှာကလေးငယ်လေးတယောက်မတ်တက်ရက်နေခဲ့တော့အမေအရာမြင်လိုက်ရပါတယ်ကြည့်လိုက်တာနဲ့ကလေးကဘယ်နှပေါက်နာမှာစိုးရင်နဲ့အပြင်ကိုမာရင်တွားဆင်းသွားမိမှန်သိတာနေခဲ့ပါတယ်ဘေးနာချမ်မွန်ရဲ့မျက်နှာကလည်းစိုးရင်စိတ်လေးနဲ့ဖြူပြော့သွားခဲ့ပြီးဘာလို့ကြမလဲလို့မေးဖို့အလုံးမှာပဲကျွန်တော်ကတိုက်စီကိုအရှင်ဟုန်နဲ့ပြေးထွက်သွားခဲ့တော့မြင်လိုက်ရပါတယ်ကျွန်တော်တိုက်စီကိုပြေးသွားတဲ့အချိန်မှာအောက်ကလူကြီးကကျွန်တော်ရဲ့အေးရမခန္ဓာကိုယ်ကြီးပြေးလာခဲ့တော့မြင်ပြီးတော့လှမ်းသွားခဲ့ကြပါတယ်မြေကြီးတော်မှာတုံခါသွားတယ်လို့ခံစားရတာပေါ့တားကိုရောက်တာနဲ့ကျွန်တော်ကမြေကြီးကိုခြေထောက်နဲ့အားရပါရစောင့်ခံပြီးတော့အပေါ်ဝုန်းကနေခုန်တက်လိုက်ပါတယ်နောက်စက္ကန့်အကြာမှာတော့ကျွန်တော်ရဲ့လက်နှစ်ဖက်ကသုံးတက်မြောက်ဝရန်သားရဲ့အစွန်လိုင်းဆိုင်ပြီးသွားခဲ့ပါတယ်အောက်ကလူအကြီးတစ်ခုလုံးကတော့ဆွန့်အားသွားခဲ့ကြပြီးတော့မဖြစ်နိုင်တာဒါကဘယ်လိုအင်အားမျိုးလဲတာမန်လူတယောက်ဒါမျိုးလုံးဝမလုံးနိုင်ဘူးဆိုတဲ့အတွေ့တွေဝင်လာခဲ့ကြပါတယ်ဒါပေမဲ့ချမ်မွန်လင်လောက်တော့ဘယ်သူမှမလန့်နိုင်ပါဘူးဒါငါနေတဲ့စကားပြောနေတဲ့ကြော်သားကြီးနဲ့လူပဲလားပြီးခဲ့တဲ့ရက်တွေကသူအွန်လိုင်းမှာခဏပျောက်သွားပြီးတော့လူတွေကိုတွားကူညီနေတယ်ဆိုတာတကယ်ကြီးပဲလားလို့တွေးမိပြီးတော့သူမတကူလုံးကအားရိတ်ကုန်သုံးပြီးတော့တတိထောင်းတော့ငါအောက်ကနေစောင့်နေမယ်လို့အော်ဟစ်လိုက်ပါတယ်ကျွန်တော်မကြားနိုင်မှသိနေပေမဲ့လည်းစိုးရင်လွန်လို့အော်နေမိတာပါအဲ့ချိန်မှာကျွန်တော်ကလက်မောင်းအင်အောင်တုံးပြီးတော့အပေါ်ကိုထပ်မံမြောက်ပေခုန်တက်လိုက်ရအဲ့ဒီတစ်ချိန်မှာတော့6တက်မြောက်လေးပေးဆက်ပေးရအမာကန်အစွန်းကိုလက်ကင်ပြီးသွားပါတယ်ကိုတင်းညောင်ထင်းလိုက်ပြီးရဲ့နောက်လက်ကုပ်ကန်ကကောင်လေးကိုရှင်ခွင်နဲ့အမီးရပွေးဖက်ကဲတင်လိုက်ပါတယ်အောက်ကလူတွေစီကမိုးချင်းတန်လို့လက်ခုပ်တန်တွေကထွက်ပေါ်လာခဲ့တော့ပေါ့ဒါပေမဲ့လူတွေဝမ်းသာယုံနေရှိသေးရုတ်တရက်အော်ဟစ်တန်အချို့ကထွက်ပေါ်လာခဲ့ပြီးချမ်မွန်လင်းလဲကြောက်လို့မျက်စိတွေပါမိတ်ထားမိလိုက်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကန်ထားတဲ့တတိုင်းအစွန်းပါအိုဟောင်းတွေရဲ့အတွက်အလေးချိန်ကိုမခံနိုင်ဘဲနဲ့ကျွန်တော်လက်ထဲမှာလည်းပြိုးကျပျက်စီးသွားခဲ့လို့ပါပဲစက္ကန့်မှအတွင်းမှာပဲကျွန်တော်နဲ့ကောင်လေးဟာ6တက်ပေါ်ကနေအောက်ကိုဝုန်းကနေပြုတ်ကျခဲ့ပါတယ်အောက်ကအမျိုးသမီးနဲ့ကလေးတွေဆိုရင်ဒီမြင်ကွင်းကိုဆက်ပြီးတော့မကြည့်ရဲကြတော့ပါဘူးဒါပေမဲ့ကျွန်တော်ရဲ့မျက်ပုံထဲမှာတော့ကျဲရွံ့တော်လုံးနဲ့စိတ်ကနည်းနည်းမှမရှိခဲ့တော့ဘယ်သူမှတတိမထားမိလိုက်ပါဘူးစက္ကန့်အနည်းငယ်ကြာမှာတော့တကူလုံးဟိတ်ထွက်သွားစီလောက်မဲ့ကျေလောင်လိုက်အတိုင်းတန်ဟာပဝန်းကျင်တစ်ခုလုံးပဲထင်တန်ထွက်သွားခဲ့ပါတယ်ကျွန်တော်ကလမ်းမေးမှာရပ်ထားတဲ့မာစီဒီကားတစ်စီးရဲ့အမိုးပေါ်ကိုကျောနဲ့တက်တက်ကြားရောက်ပြီးတော့စဉ်းစားလိုက်တာပါအဲ့ဒီမြင်ကိုမြင်လိုက်ရတဲ့ချမ်မွန်လေးရဲ့မျက်နှာလေးဟာမျောလင်းချက်ကင်းမဲ့သွားတယ်လို့ဖြူပြော့သွားခဲ့ပါတယ်ဒါပေမဲ့နောက်တဲ့စက္ကန့်အနည်းငယ်မှာတော့အနားမှာရှိတဲ့လူအလုံးကစွန့်သွားပြီးတော့ဗဇက်အဟောင်းသားနဲ့ဖြစ်သွားခဲ့ကြပြန်ပါတယ်ဖုံမုန်းနေလွင့်ပြသွားတဲ့ခါမှာတော့အမြင့်2မီတာနီးပါးရှိရဲ့ထဲဝါလာတဲ့ပုံရိပ်ကြီးတစ်ခုကကလေးလေးကိုရင်ခွင်ထဲမှာဘေးကဲကဲနဲ့ပွေ့ပြပြီးတော့ထွက်လာခဲ့လို့ပါပဲကျွန်တော်ကတင်းငယ်အေးဆေးစွာနေပဲကလေးကဘာမှမဖြစ်ပါဘူးကျွန်တော်သွားပြီလို့ကြေညာလိုက်ပါတယ်လူတွေဘာမှပြန်မပြောနိုင်ခင်ပါတယ်ကြောင်ဖြစ်နေတဲ့ချမ်မွန်လေးရဲ့လက်ကိုဆွဲပြီးတော့အဲ့ဒီနေရာနဲ့အမြတ်ဆုံးချီရပြောက်ပြီးထွက်လာခဲ့ပါတယ်လူအကြီးတတိပြောင်းဝင်လာတဲ့အချိန်မှာတော့ကျွန်တော်တို့ကအဝေးယူရောက်နေခဲ့ပါတယ်သူမရဲ့လက်ကိုဆွဲမိပြီးတော့မီတာရှာကနန်းလောက်ခက်သက်လေးပြေးလာခဲ့ပြီးရဲ့နောက်မှာတော့သူမမောဟိုက်နေတဲ့အတန်းနဲ့ရုံရက်လိုက်ပြီးတော့ဇဝေစွာမျက်နှာဘေးလေးနဲ့မေးလိုက်ပါတယ်နင်းကဘာလို့ပြေးနေရလဲဒိုးရီကအခုပဲလူကောင်းအလုပ်တစ်ခုလုပ်ခဲ့ရလေဘာလို့တရက်ခန့်နေလို့လိုက်ပြေးနေရလဲကျွန်တော်ကချက်ချင်းပဲပြန်ပြေးလိုက်တယ်ကလေးကိုကယ်နိုင်ခဲ့တာဟုတ်ပါပြီဒါပေမဲ့ပြက်စီးသွားတဲ့အထိကတည်းကဘယ်သူကယော်ပေးမှလဲအဲ့လိုပြောပြရနဲ့စိတ်မချသေးရမလို့တက္ကသိုလ်ကျောင်းဘက်ကိုပဲဆက်ပြီးတော့ဆွဲခေါ်လာခဲ့ပါတယ်သူမကကျွန်တော်ရဲ့ logic ကိုနားမလည်နိုင်ပေမဲ့သူမရဲ့အကြည့်တွေကသူမလက်ကိုတင်းတင်းစောက်ကင်ထားတဲ့ကျွန်တော်ရဲ့လက်ဖွားကြီးကိုမတိမတာရောက်သွားခဲ့ပါတယ်ဒုစက်နာအဲ့လက်ကအရန်နှွေးထွေးနေခဲ့တာပဲတကယ်လို့ဒါဆောင်းရသည်သာဆိုရင်ဒီလက်ကြီးကလက်နှွေးအိတ်တွေထက်တောင်ပိုပြီးတော့နှွေးနေမှာပဲလို့သူမကတွေးနေခဲ့မိပါတယ်တော်တော်လေးအဝေးကိုရောက်သွားပြီဆိုမှကျွန်တော်တေချာရှင်းပြလိုက်တယ်ငါအပေါ်ကိုတက်တော့လေးပေးဆက်အနည်းဆုံး3လုံးလောက်ကိုနင်းချပြစီခဲ့တာပြီးတော့ငါအပေါ်ကနေခုံချပြီးတော့ပြီးသွားတယ်မာစီကရရန်တန်းချပြီးတန်တာကွာတကယ်လို့သူတို့ကငါ့ကိုပြန်မြင်ခိုင်းရင်တော့ငါတော့ဘဝပြက်ပြီဒါကြောင့်တို့တွေပြေးနေရတာချမ်မွန်လေးကပြန်ပြီးညင်းပယ်လိုက်ပါတယ်ဒါပေမဲ့နင်ကအသက်တစ်ချောင်းကဲခဲ့ရလေကျွန်တော်ကကောင်းခါပြီးတော့
မင်းကငဲပါသေးရဲ့တနေ့လူအဖွဲ့စီရဲ့အမောက်ဘက်ကျန်းကိုကြုံတွေ့ဘူးလာတဲ့အခါမင်းနားလည်လာလိမ့်မယ်လို့ပြောလိုက်တော့သူမချက်ချင်းပဲမျက်လုံးလေးလှန်ပြလိုက်ပါတယ်ငါထက်ငယ်တဲ့သူကငါ့ကိုလာပြောနေသေးရဲ့ပြီးတော့သူမတကယ်ပဲစိုးရင်လည်းလေးတဲ့နဲ့ထပ်မေးလိုက်ပါတယ်ဒါနဲ့နေစင်းအောင်သွားတဲ့နေမဟုတ်ဘူးလားနင်6တက်ပေါ်နေပြုတ်ကျလာခဲ့ရလေအပြင်မဲ့ဘာမှမဖြစ်သလိုထင်ရပေမဲ့အတွင်းကအယိုးတွေကလေးစားတွေကထိခိုက်နေမိမလားဘဲသိမလဲကျွန်တော်ကတော့အေးစစ်စစ်ပဲငါကဘာမှမဖြစ်ပါဘူးဒီတဲ့အစာပေါင်းများစွာအန်နီယံများတဲ့အရာတွေကိုတော့ငါကြုံခဲ့ဘူးလို့ဖြေလိုက်တော့သူမကကျွန်တော်ကိုစောင်းငယ်ကြည့်ပြီးတော့ကြွားလိုက်တာလို့တိုးတိုးလေးရေရွတ်လိုက်ပါတယ်သူမစိတ်ထဲမှာတော့6တက်ပေါ်ပြုတ်ကျတဲ့ပို့ပြီးတော့အန်နီယံများတဲ့အရာမရှိနိုင်တော့ဘူးလို့ထင်နေခဲ့တာကိုကျွန်တော်ကတော့ပြောမြပြီးတော့အရှိထံမရှင်းပြတော့ပါဘူး15မိနစ်လောက်လမ်းလျှောက်ပြီးရနောက်မှာတော့ကျောင်းကိုပြန်လာခဲ့ကြပါတယ်ချမ်းမော်လေးကနှမျောတတနဲ့နှုတ်ဆက်ပြီးတော့တွားပြီးတော့နားလိုက်တော့တကယ်လို့နေမကောင်းသလိုခံစားရရင်ငါနေနဲ့တူစေးရုံကိုလိုက်ခဲ့ပေးမယ်လို့တတိပေးခဲ့ရှာပါတယ်ဒါပေမဲ့ကျွန်တော်ကတော့လက်ကလေးကိုရမ်းပြပြီးတော့ဘာတော့ဆုံးမှုမှမရှိဘဲနဲ့လက်ထွက်ခဲ့တာပေါ့ကျွန်တော်ဒီလောက်ပြက်ပြက်သားသားလက်ထွက်သွားခဲ့တာကိုကြည့်ပြီးတော့သူမရဲ့မာနာလေးတစ်ဖက်ဖက်တောင်းလောင်လာခဲ့ပြန်ပါတယ်ဒီတောက်ဝင်းကောင်ကတော့ယောက်ျားလေးဆိုရင်မင်းကလေးကိုစောင်းတိလိုက်ဖို့ပေးရတယ်မဟုတ်လားငါကတကယ်ပဲစောက်ဆောင်မှုမရှိလို့လားငါကဒီနင်းပေးတက်ကလေးရဲ့နံပါတ်1အလှပကေးလေးပါနော်သူမကမင်းကလေးဆောင်မကိုလမ်းလျှောက်သွားရင်းနဲ့ဖုန်းကိုထော်ပြီးတော့ကျွန်တော်စီကိုစားတစ်စောင်ပို့လိုက်ပါတယ်ဒီနေ့ညစာဆိုင်နဲ့ထူးထူးခြားခြားစိတ်လှုပ်ရှားစရာအဖြစ်ပြမျိုးကျုံးခဲ့လားဒီဆောင်မြင်လိုက်ရတော့ကျွန်တော်ကလေတကယ်တော့ရှိရဲ့ဟာဒီနေ့ငါကလေးတယောက်ကိုကဲခဲ့တယ်အချိန်นี้ကဘလောက်တောင်ယူသွတ်ဖို့ကောင်းလဲဆိုရင်မင်းကိုပြောပြရရင်မင်းယုံမှတော့မဟုတ်ဘူးချမ်မွန်လင်းကလည်းပြောတာပြောပါငါနဲ့ကိုယုံပါလို့ပို့လာခဲ့ပါတယ်ဆောင်မြင်တော့ကျွန်တော်ရဲ့မျက်မှောင်ကိုကုတ်သွားခဲ့ပြီးတော့မင်းဒီနေ့ခေါင်းကိုတစ်ခုခုနဲ့စောင်းမိလာလားလို့ပြန်ပို့လိုက်မိပါတယ်အဆောင်ပြောင်းတော့အခန်းပေါ်ကန်အောင်ကဂိမ်းစောင်းနေတော့မှရှိပါသေးတယ်သူကကျွန်တော်မြင်မြင်ချင်းပဲအတင်းမေးခဲ့တော့တာပေါ့မုန်းနေရောက်လာပြီးရနဲ့နင်းကချက်ချင်းထွက်သွားတယ်ပြီးတော့ကျောင်းရဲ့အလှပကေးလေးကလည်းနင်းနောက်ကနေချက်ချင်းလိုက်ထွက်သွားတယ်မင်းတို့နှစ်ယောက်ကအတူတူသွားကြတာတော့မဟုတ်ပါဘူးနော်ကျွန်တော်လည်းအများကြီးမစင်စားပဲနဲ့ပေါ့ပေါ့ပါပဲပြန်ပြေးလိုက်ပါတယ်ဟုတ်တယ်လေငါလမ်းတစ်ခုလုံးကျောင်းဝင်းရဲ့အလှပကေးရဲ့လက်ကိုကင်လာခဲ့တာကန်ရောက်ကလည်းချက်ချင်းလက်ခေါင်းရှုံပြီးတော့အတူတူထွက်သွားတာတော့ငါယုံပေးနိုင်ပါတယ်ဒါပေမဲ့လက်ကင်နေဟုတ်လားလုံးဝမဖြစ်နိုင်တာကွာနင်ဒီကျောင်းကိုရောက်တာတရက်ပဲရှိသေးလို့မသိသေးရချမ်မလင်ဆိုတာနင်းပေတက်ကလေးရဲ့အေးဆက်ဆောင်နဲ့အလားဆုံးမင်းကလေးကွာပြီးခဲ့တဲ့တစ်နေ့လုံးမှာသူမကိုလာပိုးပန်းနဲ့ယောက်ျားလေးတွေကိုရေတွက်လို့မရအောင်ညှင်းပယ်ပြစ်ခဲ့တာသူ့ရဲ့စကားကြောင့်ကျွန်တော်ဝေခွဲမြဖြစ်သွားခဲ့ပါတယ်အေးဆက်ပြီးတော့အလန့်ဝေးတယ်ဟုတ်လားအဲ့ဒီစကားလုံးတွေကကျွန်တော်တွေ့ခဲ့ရတဲ့ချမ်မလင်နဲ့တော့လုံးဝမအပ်ဆက်တယ်လို့ပဲဒါပေမဲ့ဆက်ပြီးတော့မတွေးတော့ပါဘူးစနစ်ရဲ့အဆင့်မြတ်တယ်မှုအပြီးမှာတော့ကျွန်တော်ရဲ့တခုတည်းသောရှိမှချက်ကပတ်စံရှာဖို့ပဲမဟုတ်လားရီးစားထားတာတွေကကျွန်တော်ရဲ့တိုးတက်မှုနှောင့်နှေးစေအောင်ပဲရှိမှာပါပြီးတော့ကျွန်တော်ရဲ့ရုပ်ရည်နဲ့ခန္ဓာကိုယ်ထွားကြီးကဘသူကကြိုက်မှာလဲကျွန်တော်ကွန်ပျူတာကိုဖွင့်ပြီးတော့ website ထဲကိုဝင်လိုက်ပါတယ်အဲ့ဒီမှာပြသနေတဲ့ကဏ္ဍတွေကိုကြည့်ပြီးတော့ကျွန်တော်စွန့်အားသွားခဲ့ရတယ် Bitcoin Holding 10ဒီနေ့ညမေရှင်ရဲ့ဆုလက်ဖြစ်တဲ့ Bitcoin 10ကိုစလုံးကအကောင့်လေးကိုရောက်နေခဲ့ပါတယ်ဒါပေမဲ့အဲ့ဒါကိုအကြိုက်စဉ်းစားဖို့အချိန်မရလိုက်ပါဘူးဘာလို့လဲဆိုတော့မနေ့ဖြစ်မှာစစ်ပညာသင်တဲ့စားတော်မှာမလို့ပါ Bitcoin ဆိုတာဘာကြီးပဲဖြစ်ဖြစ်စစ်စင်တန်ပြီးမှပဲရှင်းတော့မယ်လို့ဆုံးဖြတ်လိုက်ပါတယ်နောက်တစ်နေ့မနေ့အစောကြီးမှာတော့ပထမနေ့ကျောင်းသားတွေအားလုံးကျောင်းရဲ့အားစားခွင့်ထဲမှာစုဝေးနေခဲ့ကြပါတယ်ကျောင်းရရှိကြီးတွေကမိနစ်20လောက်မင်းကုန်းရှည်ကြီးတွေပြောပြီးရဲ့နောက်မှာတော့ပထမဆုံးတင်တဲ့မရှင်ကိုကျင်းညာလိုက်ပါတယ်အဲ့ဒါကတော့15ကီလိုမီတာခြေလျင်ချီတက်ပွဲပဲဖြစ်ပါတယ်သူတို့ရဲ့စစ်တနန်းကကျောင်းဝင်းထဲမှာလောက်တာမဟုတ်ပဲကျောင်းရဲ့တောင်ဘက်15ကီလိုမီတာအကွာမှာရှိတဲ့စစ်စခန်းတစ်ခုမှာ14ရက်တိတိသွားရောက်နေထိုင်ပြီးတော့လေ့ကျင့်ရမှာပါအဲ့စခန်းကိုရောက်ဖို့ပထမဆုံးစိတ်ခေါ်မှုကတော့15ကီလိုမီတာလုံးခြေချင်းလမ်းလျှောက်သွားမှာဖြစ်ပါတယ်ဒီကျင်းညာချက်ကြောင့်ပဲကျောင်းသားတို့ကြီးတစ်ခုလုံးကစူညံစွာနဲ့ပဲညှဉ်းညူပြီးတော့ကန့်ကွက်ခဲ့ကြတော့ပေါ့ကျွန်တော်အခန်းပေါ်ကန်ရောက်ကလည်းကျောင်းကယူသွားပြီလားမသိဘူးတင်တဲ့နောက်မစသေးဘူးအခုကလေးကနှိမ့်ဆက်နေပြီလို့ညှိတွားလိုက်ပါတယ်ကျွန်တော်ကတော့ဘာမှမဖြစ်ပါဘူးစနစ်ကကျွန်တော်ကိုပုံမှန်ပေးနေတဲ့မစ်ရှင်တွေကလည်းကီလိုမီတာ200ကျော်ပြေးခိုင်းနေကြတာမလို့15ကီလိုမီတာဆိုတာစာဖွဲလို့တော့မရပါဘူး3မိနစ်လောက်ကြာမှတော့ကျောင်းသားအလုံးအတန်းလိုက်စုဖွဲ့ပြီးတော့စကန်စီကိုစတင်ချီတက်ခဲ့ကြပါတယ်လမ်းတစ်လျှောက်လုံးထောက်ပံ့ရေးအဖွဲ့တွေနဲ့ယာယီစေကုတ်တာရေးစကန်တွေကိုချထားပြီးတော့စစ်နီးပြတွေကလည်းအနီးကကြီးကြပ်နေခဲ့ကြတာပါပထမနိုင်ဝက်ကတော့အဆင်ပြေပါပဲဒါပေမဲ့တနားရီလောက်လေကြော်ရောကျောင်းသားတော်တော်များများစပြီးတော့ရုန်းကန်နေခဲ့ရပါတယ်ကဲတဲ့လူငယ်အများစုကအိမ်ထဲမှာပဲအနေများကြတာမလို့ဒီလောက်ပြည့်တဲ့နဲ့ကိုလက်လှောက်ရှားမှုတွေကသူတို့အတွက်ငရဲကြသလိုပါပဲအဲ့ဒီအချိန်မှာကျွန်တော်ရဲ့စိတ်ထဲမှာစနစ်ရဲ့အတန်ကြီးထပ်ပေါ်လာခဲ့ပြန်ပါတယ်မရှင်အတဲ့မော်ပတ်နဲ့နေသူများကိုကူညီပြီးတော့ယာယီစစ်ကူတာရေးစကန်များကိုပို့ဆောင်ပေးပါဆုလက်နေနဲ့ကူညီပေးသည့်လူတို့ဦးရင်ငွေကျ1000ရန်ရရှိပါမည်အကန့်အသတ်မရှိလို့ပို့လာခဲ့ပါတယ်ကျွန်တော်ရဲ့မျက်လုံးတွေကဝင်းကနေဖြတ်သွားခဲ့တယ်လူတယောက်ကို1000ရန်ဟုတ်လားတကယ်လို့ငါသားလူတရာရောက်ကိုကိုညီပေးနိုင်မယ်ဆိုရင်ဝုန်းကနေရွမ်းတန်းအောင်ရမှာပဲပတ်စံအနက်တက်ကိုရလိုက်ရတဲ့ကျွန်တော်ရဲ့မုတ်ဆိုးမျက်လုံးတွေကလမ်းလျှောက်ရင်လဲပြိုတော့မဲ့ချောင်းသားစီကိုလောဘတကြီးနဲ့စတင်ဝဲဝဲကြည့်ရှုလိုက်ပါတယ်ကွက်တီပါပဲအဲ့ဒီအချိန်မှာပဲတန်းစီချီတက်နေတဲ့အဖွဲရဲ့ရှင်နာလူတယောက်ကအသေးတန်အဟိတန်ထွက်ပေါ်လာခဲ့ပါတယ်လူတယောက်လဲကျသွားပြီးပြို့မြင်မြတ်လောက်ကြပါဦးရှေ့ကိုလမ်းကြည့်လိုက်တော့ចောင်းသူလေးတယောက်မြေကြီးပေါ်မှာမေးလဲပြီးတော့ဘေးနာအတန်းပေါ်တွေကဘာလို့ရမှမသိပဲနဲ့ပြပတလဲလဲဖြစ်နေခဲ့ကြတာကိုတွေ့လိုက်ရပါတယ်ဘယ်သူမှဘာမှမလုပ်နိုင်ခဲ့ပါနဲ့ထွားချင်းလာတဲ့ပုံရိပ်ကြီးတစ်ခုကသူမဘေးနာကိုရုတ်တရက်ရောက်ရှိလာခဲ့ပါတော့တယ်။ကျောင်းသားတွေကကျွန်တော်မြင်မြင်ချင်းပဲချက်ချင်းမှတ်မိသွားခဲ့ကြပြီးတော့အတော်များများကတော့စသိန်းတွေထားသွားကြပါတယ်။
ကျွန်တော်ကဘာစကားမှအချိန်ဆွဲမပြောဘဲနဲ့သတိလင့်နေတဲ့မိန်းကလေးကိုပွေ့ချပြီးတော့အနည်းဆုံးယာယီစေကူတာကြီးစကန်စီကိုအရှင်ဟုံးနဲ့ပြေးသွားခဲ့ပါတယ်။သူမကိုကတင်ပေါ်တင်ပေးလိုက်တဲ့အခါဆေးဘက်ဆိုင်ရာဝန်ထမ်းတစ်ယောက်ကစေတနာနဲ့မောင်းရင်းနဲ့မောင်းနေရောပေါ့ခဏနားပြီးတော့အပူချက်တက်တာစီရဲ့စီလီတောက်သွားပါလားလို့ပြောရှာခဲ့ပါတယ်။ကျွန်တော်ကလက်ခပြပြီးတော့မလိုပါဘူးဗျာလို့ပြောကချက်ချင်းပဲလှည့်ထွက်လာခဲ့ပါတယ်။ဒီလိုနဲ့ပဲစစ်တပ်နယ်စကန်ကိုရောက်ရှိရဲ့အချိန်မှာတော့ကျွန်တော်တယောက်ထဲနဲ့တင်မောပန်လဲကျနေတဲ့ចောင်းသားចောင်းသူပေါင်း20ကျော်ကိုစေကန်ကိုပို့ဆောင်ပေးခဲ့ပြီးပါပြီ။ဒါကြောင့်ဘာလို့လွန်းနေပဲငွေကျပ်ရွမ်2သိန်းကျော်ဟာကျွန်တော်ရဲ့ကောင်တွေကိုအလက်တကူနဲ့ဝင်ရောက်လာခဲ့တော့တာပေါ့ကျွန်တော်ရလာတဲ့အမျက်စွန်းတွေကိုစိတ်ထဲကနေပျော်ပြီးတွက်ချက်နေတော့အဝေးကနေရင်းနှီးနေတဲ့ပုံရိပ်တစ်ခုလမ်းလာခဲ့တော့အမြင်လိုက်ရပါတယ်ကြည့်လိုက်တော့ချမ်မွန်လီဖြစ်နေပြန်ရောသူမလက်ထဲမှာတော့အေးခဲနေရဲ့နိုးလက်ဖိတ်ရဲ့အခွက်ကြီးကိုကင်ထားပြီးတော့ကျွန်တော်စီကိုတက်တက်မတ်မတ်ရှောက်လာနေခဲ့တာပါကျွန်တော်လည်းဆွေးစွာနဲ့မျက်တောင်တစ်ခါဖြစ်မိသွားခဲ့ပါတယ်ဒီတစ်ခါတော့ကျောင်းဝင်ရဲ့အလှပကဲကြီးကဘာတွေကြံစီနေပြန်ပြီလဲသူမတောက်ပစွာပြုံးပြီးတော့ပြောလာခဲ့ပါတယ်မောင်ရင်လူအိတ်ချင်းလင်းချီတက်ပွဲလမ်းတစ်စုံမှာမောပန်းနေတဲ့ចောင်းသူလေးတွေကိုလိုက်ကန်နေရတဲ့အကြားမိလို့တကယ်ပဲပင်ပန်းသွားရှာပြီအဲ့ဒါကြောင့်ဒါလေးကိုအတိမတ်ပြုရဲ့အနေနဲ့လက်ခံပေးပါနော်လို့ပြောလာခဲ့ပါတယ်။ဘာကြောင့်မှမသိသူမကចောင်းသူလေးတွေဆိုတဲ့စကားလုံးကိုပြောလိုက်တဲ့အချိန်မှာအတန်ကိုခက်ပြင်းပြင်းလေးအလေးပေးပြီးပြောသွားခဲ့ပါတယ်။ကျွန်တော်ကတော့အစငင်းမလို့ပါပဲ။ဒါပေမဲ့ဘေးနားမှာចောင်းသားတွေအများကြီးခိုးကြည့်နေကြတာမလို့နောက်ဆုံးတော့အားနာနေပဲကျွန်တော်လိုက်ယူလိုက်ရတာပေါ့။အဲ့ဒီခါချမ်မွန်လေးကရိုးသားပြုစင်တဲ့မျက်လုံးလေးနဲ့ကြည့်ပြီးတော့ဒါအခုချက်ချင်းကောင်းအောင်တောက်ပြလို့ရမလားဟင်။နေအကုန်တောက်တာကိုဒိုးကြည့်ချင်လို့ဒါဒိုးရဲ့စစ်မှန်တဲ့လက်ဆောင်မလို့ပါတဲ့။ကျွန်တော်လည်းလမ်းလျှောက်လာတာရေးစားနေရတယ်ဘာမှမစင်စားဘဲနဲ့တန်ကုန်အကြီးဆွဲတောက်မိလိုက်ပါတယ်မျိုးလဲချလိုက်ရောကျွန်တော်မျက်လုံးတွေပြူးထက်သွားပြီးတော့တကုံလုံးတုံတက်သွားခဲ့တော့တာပဲချင်လိုက်တာမှတ်ခဲ့ရောမကြုံနိုင်လောက်အောင်ချင်လုံးပါတယ်ဗျာဒါကနိုးလက်ဖိတ်မဟုတ်ပါဘူးနိုးလက်ဖိတ်ရောင်ဆောင်ထားတဲ့အပြင်းစားတမ်းမြအနှစ်ကြီးဖြစ်နေခဲ့တာချမ်မွန်လေးကတော့မရီမိအောင်အသေးသက်အောက်တိုင်းနဲ့ပဲမေးရှာပါတယ်ဘာဖြစ်လို့လဲမောင်ရင်လူအေးတမ်းမြနိုးလက်ဖိတ်ကမကြိုက်လို့လားကျွန်တော်လည်းမျက်နှာရေးရှုံးမဲ့ပြီးတော့ဒါနည်းနည်းချင်လုံးမနေဘူးလားလို့မေးလိုက်တော့သူမချွတ်ချွတ်တသားလေးပြုံးပြပြီးတော့အော်တို့တကြားတဲ့ပုံမေးသွားတာထင်တယ်လို့ပြောကအေးစစ်စစ်ပဲလက်ထွက်သွားခဲ့ပါတယ်ကျွန်တော်ကတော့ကြောင်းရမ်းနေပဲစွန့်လာပြီးတော့ကြမ်းခဲ့ရတာပေါ့အဲ့ညနေတဲတဲမှာနနနေရှိနေတော့ဖုန်းလေးကိုဖွင့်ကြည့်လိုက်တဲ့အခါကျွန်တော်ရဲ့လူခဲ့တဲ့သတင်းနဲ့နိုးလက်ဖိတ်ရဲ့အဖြစ်အပျက်ကကျောင်းရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာဟော့ဖြစ်ပြီးတော့နာမည်ကြီးနေကြတာကိုတွေ့လိုက်ရပါတယ်မကြခင်မှာပဲ online တငယ်ချင်းစီကနေ message တစ်စောင်ရောက်ရှိလာခဲ့ပါတယ်ကြွသားကြီးနဲ့လူနင်ကတော့လမ်းလာ ਈ လားကျောင်းရဲ့မဲပေမှာနင်ရဲ့သူရဲကောင်းဆန်တဲ့လောက်ရက်တွေကိုငါမြင်လိုက်ရတယ်ဟာကျွန်တော်လည်းဂုံယူဝင်ကြောဆောင်နေပဲစာပြန်လိုက်တာပေါ့ဘလို့လဲငါရဲ့ခံချောင်းတဲ့ရုပ်ရည်နဲ့သူရဲကောင်းဆန်တဲ့အပြုမှုတွေကိုသဘောကျသွားပြီမဟုတ်ဘူးလားအရန်သဘောကျတာပေါ့ဒါနဲ့ဒီနေ့မိန်းကလေးတွေကိုအဲ့လိုပွေ့ချီရတာဘယ်လိုခံစားရလဲကျွန်တော်ကလည်းပုံပွင့်လင်းလင်းပဲအမှန်တမ်းပြဖြေလိုက်တယ်အဲ့ဒီအချိန်တုန်းကတော့လူကဲဖို့ပဲစိတ်တဲရှိတာတခြားဘာမှမတွေးမိဘူးအခုပြန်စဉ်းစားကြည့်ရင်တော့ငါယောက်ျားလေးဘယ်နှစ်ယောက်မိန်းကလေးဘယ်နှစ်ယောက်ကိုချီးကြလဲဆိုတော့တေချာမမှတ်မိတော့ဘူးဒီစာကိုဖတ်လိုက်ရတဲ့ချမ်မွန်လေးတယောက်ဆွန့်အားသွားခဲ့ရပါတယ်သူမစိတ်ထဲမှာတော့ကျွန်တော်ကိုမိန်းကလေးကိုပဲရွေးပြီးကိုညင်နေရလို့ထင်ပြီးတော့မနာလို့ဖြစ်ကတက်မြကြီးနဲ့ဆေးထိုးခဲ့မိတာ哦အခုမှသူမကကျွန်တော်အထင်လဲသွားမှသိလိုက်ရတာပါသူမစကားလမ်းကြောင်းလွှဲပြီးတော့နောက်ထပ်စာတစ်စောင်ပို့လာခဲ့ပါတယ်ဒီနေ့ကြားလာကတော့ကျောင်းဝင်ရဲ့အလားပကလေးကနင်းကိုနိုးလက်ဖိတ်ပေးရဆိုတိတ်ပြီးတော့ရတာရှိမဲ့ပုံမပေါ်ဘူးဝါမင်းရဲ့တည်င်းကိုရကလည်းမြန်လိုက်လားမပြောပါတော့နဲ့ဗျာအဲ့ဒီမင်းကလေးကငါ့ကိုအချင်းတက်နဲ့တတ်မလို့လောက်တာအဲ့ဒါနိုးလက်ဖိတ်မဟုတ်ဘူးစူပါအပြင်စာတန်မြရည်ကြီးကွာတွေးမိယုံနဲ့ရှာတွေပါတုံနေကွာငါထင်တော့အဲ့ဒီကျောင်းဝင်ရဲ့အလားပကလေးကငါ့ကိုရန်ရှာဖို့ပြစ်မှတ်ထားနေရထင်တယ်ကျွန်တော်ရဲ့ညီတော်မို့ဖက်ပြီးတော့ချမ်မွန်လေးတယောက်အခန်းထဲမှာဝုန်းကနေပေါက်ကွဲရီမောမိပါတော့တယ်ပြီးတော့စကားနှလုံးနဲ့ပဲစားပြန်လိုက်တယ်ခံယုံပေါ့တဘာဝကြသွားနေပဲကျွန်တော်ကပို့ပြီးတော့ဆွေးစွာဖြစ်သွားပြန်ပါတယ်နောက်တစ်နေ့မှာတော့ပထမနေ့ကျောင်းသားတွေအားလုံးကျောင်းသားတွေကြိုးစိုးပွဲအတွက်ဇက်ရုံခန်းမကြီးထဲမှာစုဝေးနေခဲ့ကြပါတယ်ပထမနေ့ကျောင်းသားအတော်များများကဇက်ကုံပေါ်တက်ပြီးတော့သူတို့ရဲ့အရေးချင်းတွေကိုထုတ်ပြခဲ့ကြတာပေါ့ကျောင်းဝင်လာပကေးဖြစ်တဲ့အလျားချမ်မွန်လင်းကတော့လူအမျိုးနဲ့ဆောင်ဖျော်ပြမဲ့တူဖြစ်နေခဲ့ပါတယ်သူမဇက်ကုံပေါ်လမ်းတက်လိုက်တဲ့အချိန်မှာကျောင်းသားရဲ့စီကနေအော်ဟေးအားပေးတန်တွေကတောင်းတောင်းပြပြနဲ့ထွက်ပေါ်လာခဲ့ပါတယ်လူတိုင်းကသူမရဲ့ဖျော်ပြမှုကိုရင်ကောက်သွားနဲ့စောင့်မျှော်နေခဲ့ကြတာပါဒါပေမဲ့ရုတ်တရက်သူမရဲ့နှကန်းအစွန်မှာတခုကိုကြံစီနေတဲ့အပြုံးစမ်းလေးတစ်ခုပေါ်လာခဲ့တာကိုကျွန်တော်သတိထားမိလိုက်ပါတယ်။သူမခဏလောက်ငြိမ်သွားပြီးရဲ့နောက်မိုက်ခရိုဖုန်းကိုကင်ကဖြည်းဖြည်းချင်းပြောလိုက်ပါတယ်။တို့ရဲ့နောက်တဲ့ဖြောပြမှုအတွက်အောက်ကပရိသတ်တွေကចောင်းသားတယောက်ကိုစင်ပေါ်တက်ပြီးတော့ဒုံးနဲ့တူဖြောပြဖို့အတွက်ဖိတ်ခေါ်ခြင်းပါတယ်။ဒုံးကတိတ်ကိတာကိုတီးခတ်ပြီးမှဖြစ်ပြီးတော့သူကတော့တခြင်းဆိုပေးရမှာပါ။စိတ်ပါဝင်စားရသူရှိမလားရှင်။ချက်ချင်းပဲအောက်ကနေယောက်ျားလေးတွေကအလူရက်နဲ့လက်ထောင်ခဲ့ကြပါတယ်။လူတိုင်းကတော့ကျောင်းဝင်ရဲ့အလှပကလေးနဲ့အတူစင်မမှာဖျော်ပြခင်းရမယ့်အခွင့်အရေးကိုလိုချင်နေခဲ့ကြတာကိုဒါပေမဲ့ချမ်မွန်လင်ကလူအုပ်ကြီးတဲ့ဝဲဝဲကြည့်ရှုပြီးရဲ့နောက်သူမရဲ့အကြီးတွေကတတ်မှတ်ထားတဲ့လူတယောက်စီမှာရပ်တန့်သွားခဲ့ပါတယ်အဲဒီနောက်လိုဝက်ချက်တွေပြည့်နေရဲ့အပြုံးလက်လလေးနဲ့အတူကျွန်တော်စီကိုစိုက်ကြည့်ပြီးတော့ဖြည်းဖြည်းချင်းပြောလိုက်တာကတော့အောက်ကပြိတ္တတွေထဲမှာအရေးအရှိဆုံးနဲ့အထွားဆုံးမောင်ရင်လေးစင်မောတက်လာပြီးတော့ဒိုးနဲ့တူတူဖျော်ပြပေးလို့ဆန္ဒရှိမလားရှင်တဲ့ဒီလိုနဲ့ပဲဒီ AI ဇလန်ထွက်သွားခဲ့သမျှတော့ဒီမှာနေပြီးဆုံးသွားခဲ့ပါတယ်နောက်တဲ့အပိုင်းတွေထွက်လာခဲ့ရင်တော့ဆက်ပြီးတော့တင်ဆက်ပေးသွားပါမယ်အခုတော့ဒီလောက်ထိပဲရထားသေးရမလို့ဒီလောက်ထိပဲတင်ဆက်ပေးနိုင်ပါတယ်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်နောက်တဲ့ဗီဒီယိုတွေမှာလည်းထပ်ပြီးတော့တွေ့ကြပါမယ်